ကိုယ့်ဘာသာကိုတယောက်တည်းစကားပြောနေအကောင်ကိုရင်းနှီးတဲ့သူတွေလောင်းတဲ့စကားပြောနေရင်လည်းအကောင်ပဲဒါပေမဲ့ကင်မရာရှိရောက်သွားပြီးစင်ပေါ်တက်ရမယ်လူရှိထွက်ပြီးစကားပြောရမယ်ဆိုလို့ရှိရင်ဒီဘက်ထက်မှာမွန်းကျက်လာပြီးလက်တချီတွေတုံလာပြီးဒူးတွေတုံလာပြီးဒီလိုမျိုးတွေခင်ဗျားတို့ဖြစ်ဘူးကြလိုက်မယ်အဆိုးဆုံးဆိုလို့ရှိရင် brain freeze ဖြစ်သွားတာပေါ့လေအုံနောက်ထဲမှာဘာမှစဉ်းစားလို့မရတော့ဘူးဘာမှထွက်မလာတော့ဘူးဆိုတဲ့အနေအထားဒီကိုခင်ဗျားတို့ဖြစ်ဘူးကြလိုက်မယ်အဲ့တော့ကိုပြန်ပြောတယ်ငါကစကားပြောမှရမ်းကြောက်တယ်လူရှိသူရှိမှစကားမပြောရဘူးဆိုပြီးတော့ဖြစ်သွားရောတကယ်တမ်းတော့မဟုတ်ဘူးတကယ်တမ်းခင်ဗျားဖြစ်နေတာဒီစကားပြောရမှာကြောက်တာမဟုတ်ဘူးခင်ဗျားဒီလူတွေမြင်မှာကြောက်တာလူတွေမမြင်တဲ့နေရာမှာဆိုလို့ရှိရင်ခင်ဗျားတရှင်းတွေကြဲကြီးလဲအော်ဆိုခြင်းဆိုနေမှာပဲစကားတွေလည်းတယောက်တည်းပြောခြင်းလည်းပြောနေမှာဘာမှပြဿနာမရှိဘူးဒါပေမဲ့လူရှိသူရှိရောက်သွားပြီဆိုလို့ရှိရင်စကားပြောလို့မရတော့ဘူးအဲ့တော့အဓိကပြဿနာဒီ speaking problem လို့ခေါ်တဲ့စကားပြောရတာမဟုတ်ဘူးစကားပြောရတာကိုကြောက်နေတာမဟုတ်ဘူးခင်ဗျားဒီလူတွေမြင်မှာကိုကြောက်တာလူတွေကို just လောက်ကြမှာကိုကြောက်တာငါပောက်ကြရတွေဖြစ်နေဘယ်လိုလုပ်မလဲအခု YouTube ဗီဒီယိုတစ်ပုဒ်ရိုက်ပြီးပဲဆိုတော့ဒီဗီဒီယိုငါတငယ်ချင်းတွေမြင်ဘယ်လိုပြောကြမလဲတခြားသူတွေဘယ်လိုဝေဖန်ကြမလဲလူတွေ judgment လောက်တာကိုခင်ဗျားကအရန်ကြီးစိုးရိမ်နေဒီဟာကြီးကကျွန်တော်တို့ခေါင်းထဲမှာပေါ့နော် pattern တစ်ခုလိုမျိုးပေါ့ wire ဖြစ်နေတာဟိုရှေ့ခစ်တွေတုန်းကဆိုလို့ရှိရင် judgment ဆိုတာဒါလူတွေအရန်ကြောက်ကြတာကို judgment ဖြစ်တယ်ဆိုလို့ရှိရင်နဲတန်နေပါတယ်ပေးခံရတယ်ပြီးလို့ရှိရင်တိုင်းပြည်မရှိဘူးဖြစ်မယ်သူများတိုင်းပြည်မှာသွားနေရတယ်ဒုက္ခရောက်မယ်ပေါ့ဒီလိုမျိုးancestor တွေတဲမှာပါလာတဲ့စိတ်ကြီးလို့ပြောလို့ရမယ်အဲ့စိတ်ကြီးကခေါင်းထဲမှာတွေးနေလူတွေငါ့ကိုဘယ်လိုမျိုး judgment လုပ်ကြမလဲဘယ်လိုပြောကြမလဲပေါက်ကြရတွေဖြစ်သွားလို့ရှိရင်ကဲ့ရဲ့ကြမလားအဲ့ဒီစိတ်ကြီးကစိုးမိုးနေအဲ့လိုမျိုးစိုးမိုးနေတဲ့စိတ်ကြောင့်စိုးရိမ်မှုတွေဖြစ်လာတယ်ကျွန်တော်ခေါင်းထဲမှာရှိတဲ့ amygdala လို့ခေါ်တဲ့ဒါ threat sensor ပေါ့နော် emotion တွေနဲ့ပတ်သက်ဒီ sensor လေးကအဓိကထားပြီးအလုပ်လုပ်တယ်အဲ့ဒီ threat sensor ကဒါကြီးကို potential judgment လို့မြင်တယ်ငါလူရှိထွက်သွားတဲ့လူတွေကဲ့ရဲ့ကြမယ်ဗီဒီယိုတင်လိုက်လို့ရှိရင်သူများတွေငါ့ကိုအတင်းပြောကြမယ်ဆိုပြီးတော့ခေါင်းထဲမှာအဲ့ဒီ sensor ကအလုပ်လုပ်လာတော့စိုးရိမ်စိတ်တွေဝင်လာစိုးရိမ်စိတ်တွေဝင်လာတာနဲ့အမျှမျက်နှာမှာပါသွေးတွေရုပ်သွားတယ်ဖြူဖက်ဖြူရောဖြစ်သွားတယ်လက်ဖြားခြေပြားတွေအေးလာတယ်ဒူးတွေတုံလာဒီလိုဖြစ်တာပေါ့ let me take my story ပေါ့ကျွန်တော်တို့9တန်းပေါ့နော်ကျွန်တော်တို့မူလာတန်းကျောင်းကနေအလယ်တန်းကျောင်းပြောင်းသွားတယ်တခြားကျောင်းတစ်ခုကျွန်တော်ပြောင်းသွားတာပေါ့အဲ့ဒီမှာဂျပန်စကားပြောပြိုင်ပွဲရှိတယ်ပြိုင်ပွဲတော့မြို့နယ်အဆင့်ပေါ့ကျွန်တော်ကျောင်းမှာရှိတဲ့ဒါ9တန်း10တန်းတွေတွားကြမှာအဓိကတော့အဲ့တော့သူတို့အကျင့်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ကျောင်း assembly မနက်ခင်းမှာကျောင်းဆရာမကြီးကနေမှသူတို့ရှေ့ထွက်ခိုင်းပြီးတော့စကားပြောခိုင်းတယ်သူတို့လည်းကောင်းကောင်းလုပ်နိုင်ပါတယ်လက်သီးလက်မောင်းတွေပါတန်းပြီးဂျပန်စကားပြောပြိုင်ပွဲဆိုတော့သူတို့ပြောကြတယ်အဲ့ချိန်မှာကျွန်တော်တို့ကနားထောင်နေတာပေါ့ assembly ပြီးသွားတဲ့အခန်းထဲပြန်ရောက်တော့အတန်းရှိ stage စင်ပေါ်တက်ပြီးကျွန်တော်နဲ့ဒါတငယ်ချင်းတစုပေါ့လေအပေါ်မှာတက်ပြီးတော့ပြောကြတာခုနကလူတွေကိုအတူခိုးပြီးတော့ကျွန်တော်တို့ကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဆိုပြီးပြောလို့ဆရာမအနေမှာကြားသွားအတန်းမဲ့ဆရာမကြားလဲကြားသွားအောင်နင်းလောင်းပေါ့နင်းမှာပြန်ရမယ်ဆိုပြီးတော့ဖြစ်သွားအဲ့တော့ကျွန်တော်ပြန်ပြစ်သွားမယ်ပေါ့ဗျာ long story short ကျွန်တော်ပြန်ပြစ်သွားတယ်အဲ့ဒီမှာမျိုးနယ်အစဉ်ပြိုင်ပွဲဝင်တဲ့ခန်းမကိုရောက်လဲရောက်သွားရောအပေါ်မှာပြောနေကြတဲ့လူကျွန်တော်ရှေ့မှာပြောသွားလူ50ရောက်လောက်ရှိနေပြီပေါ့နော်အဲ့ချိန်မှာတည်းကကိုကလက်ဖြားချီပြားတွေအေးနေပြီသားတွေလည်းတုံနေပြီနှက်ခမ်းတွေပါပြာပြီးတော့မျက်နှာမှာလည်းသွေးတွေမရှိတော့ဘူးဒါပေမဲ့မဖြစ်မနေလောက်ရမယ့်ဟာဆိုတော့လောက်ကိုလောက်ရတာပေါ့ကိုနာမည်ခေါ်တော့စင်ပေါ်တက်တယ်စင်ပေါ်တက်ပြီးပြောတော့လဲ brain freezeဘာဆိုဘာမှစဉ်းစားလို့မရတော့ကိုစာတွေဖတ်ထားတယ်အဲ့မှာစာရွက်နေပေါ့ A4 နဲ့ဆိုတော့အဲ့တော့ဆို50ရွက်လောက်ရှိမယ်အဲ့ဖတ်ထားတဲ့ဟာတွေအကုန်လုံးဘာမှမှတ်မိတော့ဘူးဘာမှပြောလို့မရတော့ဘူးလောင်းမင်းတရားကြီးကအင်းအားဦးအဲနဲ့ပဲအောက်ကလူတွေကနားထောင်လို့မကောင်းတော့ပြန်ဆင်းခဲ့ပါတော့ဆိုပြီးဖြစ်လာတယ်အဲ့မှာစဉ်းစားကြည့်ကျွန်တော် judgment လုံးမဲ့လူတွေမရှိဘူးကျွန်တော်တို့ဘာသာကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောနေတယ်လွတ်လွတ်လပ်ပျော်နေတယ်စနှောင့်နေတယ်ဆိုတဲ့အချိန်မှာကျွန်တော်စကားကောင်းကောင်းပြောနိုင်တယ်တကယ်ချင်းနေကျွန်တော်တို့နိုင်ငံကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်တကယ် just လုပ်မယ်မင်းကိုစုပေးရမယ်ဒဏ်ပေးရမယ်ဒဏ်တော့မပေးပါဘူးစုပေးရမယ်ဆိုရဲလူတွေရဲ့ရှေ့ကိုရောက်လဲရောက်သွားရောမပြောနိုင်တော့ဘူးအဲ့ဒါအကောင်းဆုံးအတိတာဆုံးဥပမာပဲအဲ့ဒီမှာကျွန်တော်ခံစားမိသွားတာငါကစကားပြောရတာကြောက်တာမဟုတ်ဘူးငါလူတွေ just လုပ်မှာကိုကြောက်တာလူတွေငါ့ကိုစောက်ပေါ်ကြီးလို့မြင်မှာကိုငါကြောက်တာဆိုတော့ကျွန်တော်သိသွားခင်ဗျားတို့ခေါင်းထဲမှာရှိတဲ့ဒီ threat sensor ကအလုံးလုံးလာပြီဆိုလို့ရှိရင်ပြဿနာတက်ပြီအဲ့စကားကောင်းကောင်းမပြောနိုင်တော့ဘူးကောင်းကောင်းလူတွေနဲ့ connect မလုပ်နိုင်တော့ဘူး threat sensor ကဘယ်အချိန်မှာအလုံးလုံးလာလဲဆိုတော့ကျွန်တော်တို့ဒီ performance နဲ့ပတ်သက်ပြီး anxiety အဓိကဖြစ်လာတဲ့အခါမှာ threat sensor ကအလုံးလုံးတယ်ကိုစင်မော်တက်သွားရင်လူတွေဘယ်လိုမြင်ကြမလဲငါကြည်ရောကြည်ကောင်းရဲ့လားငါအတန်တွက်ကကောမှန်ရဲ့လားဒီလိုမျိုးစိုးရိမ်စိတ်တွေများလာပြီး performance နဲ့ပတ်သက်ပြီး anxiety တွေဝင်လာပြီးဆိုလို့ရှိရင်ဒီ threat sensor ကစပြီးအလုံးလုံးလာပြီအဲ့တော့စကားပြောကြတယ်ဆိုတဲ့အချိန်မှာperformance ပေါ့နော်အခုဗီဒီယိုရိုက်တာပဲဖြစ်ဖြစ်စင်ပေါ်တက်တာပဲဖြစ်ဖြစ်လူရှိထွက်ပြီးတော့စကားပြောရတာပဲဖြစ်ဖြစ်မိန်ကွန်းပြောရတာပဲဖြစ်ဖြစ်အဲ့ဒီအချိန်တွေမှာအဓိကအရေးကြီးတာဒီ connection ပါ performance မဟုတ်ပါဘူးတော်တော်များများကperformance ကောင်းကောင်းလုပ်ပြခြင်းတယ်အဲ့ဒီစိတ်ကြောင့်ပဲသူတို့ရဲ့ threat sensor ကြီးကနိုးလာပြီးတော့သူတို့ကောင်းကောင်းမလုပ်နိုင်တော့အဲ့တော့ကိုဗီဒီယိုပဲရိုက်စကားပဲပြော
connection ကိုပဲအဓိကထားပါအခုကျွန်တော်ပြောနေတဲ့စကားကိုခင်ဗျားတို့ပြပြတတ်ကြားရတယ်ကောင်းကောင်းမွန်မွန်နားလည်တယ်ခင်ဗျားတို့နားလဲနှလုံးသားတွေကိုရောက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကအောင်မြင်တယ်အဲ့လိုမဟုတ်ပဲကျွန်တော်ကလှည့်ပတ်ပြီးတော့ငါကြည့်ကောင်းရလားမသိဘူးအတန်ဟကောင်းရလားပါညာအဲ့လိုမျိုးတွေစဉ်းစားနေလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဒီ level ဒါ performance anxiety ဝင်သွားပြီး threat sensor ကြီးပွင့်လာပြီးတော့ပြဿနာတွေတက်တော့မှာစကားကြီးထစ်ပြီးတော့ပေါက်ကြရတယ်ဖြစ်တော့မှာအဲ့တော့ connection ကိုပဲအဓိကထားပါဒီဘက်ခေတ်ဒီ content is the king ပေါ့နော် internet ခေတ်ဖြစ်တယ် content တွေက king ဖြစ်နေတယ်စဉ်းစားကြည့်အောင်ခင်ဗျားဒီဈေးဆိုင်တစ်ဆိုင်ပိုင်ရှင်ဖြစ်မယ်ဒီလိုမျိုး mic လေးတွေရောင်းနေပေါ့ဗျာအဲ့ချိန်မှာ social media မှာတက်ပြီးတော့ကျွန်တော်ရဲ့ရှီမှာတော့ဒီလို mic လေးတွေရပါတယ်ဒီ mic လေးကတော့ဘယ်လို computer တွေမှာသုံးလို့ရတယ်ဘယ်လိုအားနည်းချက်လေးတွေတော့ရှိတယ်ဘယ်လိုအားသာချက်တွေရှိတယ်ဘယ်လိုတွေအတွက်အဓိကဖြစ်မယ်ဆိုတာလောက်လေးတောင်ခင်ဗျားမပြောနိုင်ဘူးဆိုရင်ပြောနိုင်တဲ့ဆိုင်တွေကခင်ဗျားကိုကြော်တက်သွားမှာပဲအရင်ခေတ်တွေတော့ဟုတ်တယ်ဆိုင် physical store တွေအဓိကတည်ကြတယ်ပြီးလို့ရှိရင်ဝင်လာတဲ့သူတွေတကူတကလာဝဲတဲ့သူတွေပဲရောင်းကြတယ်အခုခေတ်မှာကင်မရာရှေ့မှာစကားကောင်းကောင်းပြောနိုင်တာနဲ့ကောင်းကောင်း connect လုပ်နိုင်တာနဲ့မြန်မာတိုင်းနိုင်ငံလုံးကိုရောင်းလို့ရပြီတချို့ဆိုရင်နိုင်ငံသားတွေပါပို့ပြီးတော့ရောင်းနေကြတာရှိတယ်ဒါလေးကိုသိစေချင်တယ်ကိုပြန်ပြီးတော့ limit ထားတဲ့စိတ်ကြောင့် performance ကိုဦးစားပေးတဲ့စိတ်ကြောင့်ကိုယ့်ရဲ့ growth ပေါ့နော်ကိုယ့်ရဲ့ growth ကိုကိုယ်တိုင်ပြန်မတတ်မိပါသေးနဲ့ကိုယ်တိုင်ဒီ under pressure မှာစကားကောင်းကောင်းမပြောနိုင်ဘူးဆိုလို့ရှိရင်ကိုဒီလည်း growth မဖြစ်ဘူးတခြားသူတွေကိုလည်းဥဆောင်သွားလို့မရဘူး lead လုပ်လို့မရဘူးသူတို့ inspire ဖြစ်လာအောင်စကားပြောလို့မရဘူးအဲ့တော့ကို limit ပြန်မကန့်သက်ပါဒီလိုမျိုးကင်မရာတွေကြောက်တဲ့စင်တွေကြောက်တဲ့စကားမပြောရဲဘူးဆိုတဲ့ကိစ္စတွေကိုဒီထက်ပိုပြီးတော့နည်းနည်းတူးသွားမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ချက်ရှိသေးတယ်အဲ့ဒါ identity conflict လို့ခေါ်တယ်အခုလက်ရှိဖြစ်နေတဲ့ခမားနဲ့ဖြစ်ချင်တဲ့ခမားနဲ့ကြားထဲမှာအများကြီးကွာနေအခုလက်ရှိခမားကကြတော့ကိုပြောထားတယ်ငါကင်မရာကြောက်တယ်ငါကစကားမပြောရဲဘူးငါလူရှိမထွက်ရဲဘူးဒါပေမဲ့ဖြစ်ချင်တဲ့ခမားကြတော့ကင်မရာရှေ့မှာ confidence ရှိစကားပြောချင်တယ်လူတွေနဲ့ကောင်းကောင်းမွန်မွန် communicate လုပ်တတ်ချင်တယ်ကိုစကားပြောလို့ရှိရင်လူတွေကနားထောင်ကြတယ်ကိုမှာ power ရှိတယ် charisma ရှိတယ်ဒီလိုမျိုးလူမျိုးဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ကြားထဲမှာ gap ကြီးကွာနေတယ်အဲ့ဒါကြောင့်မလို့ပဲခင်ဗျာမပြောနိုင်တာအဲ့တော့ကိုပြန်ပြောတဲ့ story ကိုကျွန်တော်တို့ကပြောင်းရလိုက်မယ် new paradigm ပေါ့နော်စံပုံစံတစ်ခုပေါ့အခုကိုပြောနေမိတဲ့ငါကင်မရာကြောက်တယ်ဆိုရင်ငါကင်မရာမကြောက်ဘူးငါကင်မရာရှေ့မှာယုံကြည်မှုရှိနဲ့စကားပြောတဲ့သူတယောက်အဲ့တော့ဒီတိုင်းကိုပြောနေုံနဲ့တော့မပြီးဘူးပေါ့အဲ့ဒီစံပုံစံတစ်ခုကိုကတတ်မှတ်ထားမယ်ကိုဖြစ်ချင်တဲ့ပုံစံကိုတတ်မှတ်ထားပြီးတော့အဲ့ဒီကိုမရောက်အောင်ကျွန်တော်တို့တွားကြမယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကနေစပြီးတော့ခမားပြန်ပြောတဲ့ story တွေကိုပြောင်းမယ်အဲ့တော့ပုံစံအသစ်ပေါ့နော် new paradigm စံပုံစံအသစ်ချပြီးတော့ကိုဖြစ်ချင်တဲ့ identity အတိုင်းဖြစ်လာအောင်ကျွန်တော်တို့စူးစမ်းပြီးတော့ပြောင်းလဲသွားကြမယ်ဆိုတော့ဒီနေ့ challenge အနေနဲ့စက္ကန့်60ဗီဒီယိုရရမယ်အဲ့ဒီစက္ကန့်60အတွင်းမှာကိုနာမည်ဘယ်သူလဲကိုဘာကြောင့်ဒီ course ကို join ပြစ်လဲ speaking နဲ့ပတ်သက်တယ်စကားပြောတာနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကိုရဲ့လက်ရှိအကြောက်တရားကဘာဖြစ်မလဲဒီ၃မျိုးနာမည်ရဲ့ကိုဘာကြောင့်ဒီ course ကို join ပြစ်တာလဲရဲ့ကိုရဲ့လက်ရှိအကြောက်တရားကအကြီးဆုံးအကြောက်တရားကဘာဖြစ်မလဲဆိုတာရဲ့ဒီ၃ခုကိုဒီစက္ကန့်60အတွင်းမှာ edit မလုပ်ဘဲနဲ့ပြောပြရမယ်ဆိုတော့ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကဒီ course မစခင်မှာခင်ဗျားရဲ့ပုံစံဘယ်လိုဖြစ်နေလဲဒီ course ပြီးသွားတဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတဲ့ဟာကိုဒါသိစေချင်လို့ကွဲပြားခြားနားမှုကိုမြင်စေချင်လို့ရိုက်ထားတဲ့ဒါ before video ဖြစ်တယ် after video တော့ကျွန်တော်တို့နောက်ထပ် challenge တွေမှာဆက်ရိုက်သွားဖို့ရှိမယ်နောက်တစ်ချက်က action ပေါ့တခုလုပ်တယ်ဆိုတဲ့အချိန်မှာ action မယူလို့ရှိရင်ဘာမှမဖြစ်ဘူးအပြောတွေကြီးပဲလုပ်နေလို့မရဘူးကျွန်တော် course လုပ်တယ်ဆိုတဲ့အဓိကရည်ရွယ်ချက်တွေ information ကိုပေးချင်တာမဟုတ်ဘူး information ကနေရာတိုင်းမှာခင်ဗျားတို့ရတယ်အဓိကကျွန်တော်ဒီ transformation ခင်ဗျားတို့ပေးချင်တယ်အဲအကြောင်းမလို့စရိုက်ရဲတဲ့တက်တိပေါ့နော်အကျင့်ကိုခင်ဗျားတို့လုပ်ပေးနေရဖြစ်တယ်ဆိုတော့နောက်နေ့ဗီဒီယိုမှာကိုယ့်ရဲ့ identity ကိုဘယ်လိုပြောင်းကြမလဲ avoider အခုလောလောဆယ်ဆိုလို့ရှိရင်ကိုဒီ avoider ဖြစ်နေတယ်စကားပြောရမယ်ဆိုရှောင်းနေတယ် symbol တက်ရမယ်ဆိုရင်ရှောင်းနေတယ်ဗီဒီယိုရိုက်ရမယ်ကင်မရာမရိုက်ရဲဘူးရှောင်းနေတယ်အဲ့ဒီမျိုး avoider အဆင့်ကနေမှ authority အဆင့်ပေါ့နော်စကားကိုလည်းကောင်းအောင်ပြောရတဲ့ symbol ကိုလည်းရဲတင်းတက်ရဲတယ်ဆိုတဲ့သူဖြစ်လာအောင်ဘယ်လိုသွားရမလဲဆိုတော့ကျွန်တော်ဆက်ပြီးဆွေးနွေးကြမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါ Okay module 1ရဲ့ဗီဒီယိုနံပါတ်2ဒီဗီဒီယိုမှာဆိုလို့ရှိရင်ခင်ဗျားတို့လက်ရှိဖြစ်နေတဲ့ avoider identity ပေါ့ avoider identity ကနေမှ authority identity တခုဖြစ်အောင်ကျွန်တော်တို့ကပြောင်းကြမယ်ဆိုတော့ avoider identity ဆိုတာဘာလဲအကြိုလေးပြန်ရှင်းပြရမယ်ဆိုလို့ရှိရင်အခုလက်ရှိကိုလုံးဆရာရှိတဲ့အလုပ်တွေကိုမလုပ်ဘူးရှောင်နေတယ်ကင်မရာရှေ့မှာစကားပြောရင်ကိုယ့်ရဲ့ဒီ product တွေ service တွေပိုပြီးကြီးထွားလာမယ်ဆိုတာသိတယ်ဒါပေမဲ့မလုပ်ဘူးလူရှိသူရှိထွက်ရင်စင်ပေါ်တက်ပြီးစကားပြောရင်လူတွေနဲ့ပိုပြီး connect လုပ်နိုင်မယ်ဆိုတာသိတယ်ဒါပေမဲ့မလုပ်ဘူး social media မှာ video တွေရိုက်ပြီးတော့ပတ်စံရှာလို့ရတယ်ဒီကနေမှကို promote လုပ်လို့ရတယ် grow ဖြစ်လာအောင်လုပ်လို့ရတယ်သိပေမဲ့လည်းမလုပ်နိုင်ဘူး YouTube course တွေဘာညာတွေတက်တယ်တကယ်တမ်း video ရိုက်တဲ့အခါကျတော့
မရိုက်နိုင်တော့ဘူးဆိုတာမျိုးဖြစ်နေတာဒီဒါ avoider identity ပဲလုံးဆရာရှိတဲ့အလုပ်လုံးရင်ကောင်းမှန်မှန်သိရတဲ့နဲ့ရှောင်းနေတာ avoider ပဲတော့အဲ့ဒီ avoider ကနေမှာကိုလုံးဆရာရှိတဲ့အလုပ်တွေကိုတိတိကျကျပြက်ပြက်သားသားလုံးဆရာရှိတာပြောဆရာရှိတာတွေအကုန်လုံးလုံနိုင်ဂိုင်နိုင်လုံရဲဂိုင်ရဲပြောရဲဆိုရဲဖြစ်လာတာဒီ authority identity ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာ avoider identity ကနေ authority identity ကိုကျွန်တော်တို့တွားကြမယ်မေးခွန်းလေးတစ်ခုနဲ့စလိုက်မယ်ပေါ့နော်လက်ရှိကျွန်တော်တို့ social media မှာမြင်နေရမယ်အပြင်လောကမှာလည်းမြင်ရလိမ့်မယ် confidence ရှိနဲ့စကားပြောနေနိုင်တဲ့လူတွေနဲ့ connect လုပ်နိုင်တဲ့သူတွေကိုတွေ့ရင်မြောက်စိတ်ထဲမှာဘယ်လိုထင်ကြလဲဘယ်လိုမျိုးကိုပြန်ပြောပြကြလဲတော်တော်များများကတော့ဟာငါတော့ဒီလိုမျိုးမဖြစ်နိုင်ပါဘူးသူတို့ကတော့မွေးကလေးကနေမှဒီလိုမျိုးတော်လာကြတာထင်တယ်ငါတော့ဘယ်တော့မှဒီလိုမျိုးပြောရဲမှာမဟုတ်ဘူးဒီလိုမျိုးလုပ်ရဲမှာမဟုတ်ဘူးဆိုတာမျိုးပြောကြလိမ့်မယ်ဒါကြီးကတကယ်တော့မှားပါတယ်အဲ့လိုမျိုးပြောနေတာဖြစ်တဲ့အတွက်အခုလက်ရှိကိုနဲ့ကိုသွားခြင်းတဲ့ဒီ identity ပေါ့အဲ့ကြားမှာ gap ကြီးတစ်ခုဖြစ်လာတယ်အခုလက်ရှိကိုပြောနေတဲ့စကားငါကင်မရာပေါ်မှာကြည့်လို့မကောင်းဘူးငါအတန်မကောင်းဘူးဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ကိုအပြစ်တွေပဲပြန်ရှာပြီးပြောတယ်ဒါကိုအခုလက်ရှိရောက်နေတဲ့နေရာကိုရဲ့ identity ကိုသွားခြင်းတာကြတော့ကင်မရာရှေ့မှာပဲဖြစ်စင်ပေါ်မှာပဲဖြစ်လူရှိသူရှေ့မှာပဲဖြစ်လုံရဲကန်ရဲပြောရဲဆိုရဲဖြစ်တဲ့ identity ကိုဒီလိုမျိုးနှိမ့်ချပြီးတော့ပြောနေတဲ့ရွေးအပြက်စကားတွေပဲပြောနေတဲ့ရွေးဒီဘက် confidence ရှိတဲ့ identity authority identity ကိုခင်ဗျားတို့ရောက်နိုင်မှာမဟုတ်အဲဒါကြောင့်မလို့ inner script လို့ခေါ်တဲ့ကိုပြန်ပြောနေတဲ့စကားတွေကိုအရင်ဆုံးပြောင်းဖို့လိုတယ်ငါအတန်မကောင်းဘူးလို့မပြောဘဲနဲ့ငါအတန်ပိုကောင်းလာဖို့လေ့ကျင့်နေတယ်ငါကင်မရာရှေ့မှာဆိုရင်တလွဲကြီးဖြစ်နေတယ်ဆိုတော့ငါကင်မရာရှေ့မှာတလွဲဖြစ်နေတာကနေကြော်ဖြတ်ရမယ်ဒီလိုမျိုးစကားတွေ positive ဆန်တဲ့စကားတွေကိုသွားခြင်းတဲ့ identity နဲ့နီးလာမဲ့စကားတွေကိုကျွန်တော်ရွေးပြီးတော့ပြောရတယ်အဲ့လို inner script တွေကိုပြန်ပြောနေတဲ့စကားတွေကိုအကောင်းဘက်ကိုပြောင်းပြောမှာပဲကိုယ့်ရဲ့ identity ပေါ့နော် root identity ကို shift လုပ်လို့ရမဟုတ်ဘူးဆိုလို့ရှိရင်ကိုဒီနေရာမှာပဲဆက်ပြီးတော့ပိတ်မိနေလိမ့်မယ် avoider ပဲဆက်ဖြစ်နေလိမ့်မယ် let me tell you my story ပေါ့ကျွန်တော် YouTube video တွေစရိုက်မယ်ဆိုတဲ့အချိန်တုန်းကဒါ speaker တွေပေါ့နော်ကိုသဘောကျတဲ့ speaker တွေအများကြီးပဲကျွန်တော် like ကြည့်ခဲ့တယ်သူတို့ဆီကနေပြန်ပြီးအတူယူရတာတွေရှိတယ်like ကြည့်နေတဲ့အချိန်မှာကျွန်တော်ကြောင့်ဘယ်လိုတွေးလဲဆိုဒါလေးလွယ်လေးပဲငါလုံနိုင်ပါတယ်ပေါ့ငါလည်းသူတို့လိုပြောနိုင်ပါတယ်ဆိုပြီးတွေးတာလုံနိုင်ပါတယ်ဆိုပြီးတွေးပြီးတော့မှတကယ်သွားလို့တဲ့အချိန်မှာအခက်ခဲတွေအများကြီးတွေ့သေးတယ်ဒါဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီအဲ့ဒီအချိန်တုန်းက performance anxiety ဝင်နေတာဒီလုံကြီးမအောင်မြင်ဘယ်လိုဖြစ်မလဲငါအတန်ဘယ်လိုနေမလဲရုပ်ကြီးကဘယ်လိုဖြစ်နေမလဲဆိုတော့ performance anxiety ဝင်နေတာပေါ့အဲ့လို performance anxiety ဝင်နေတဲ့အတွက်ကျွန်တော်ကိုပိတ်ပင်တားဆီးသလိုဖြစ်တယ်ကျွန်တော်မလုံနိုင်ဘူးအခုလက်ရှိတော်တော်များများဖြစ်နေကြတာဆိုလို့ရှိရင်ငါမလုံနိုင်ပါဘူးဆိုပြီးတော့ပြောနေတာဒါဆိုလို့ရှိရင်ပိုတော်မှစိုးသွားနိုင်သေးတယ်ဒါကြောင့် inner script ဒါပြောင်းဖို့အရေးကြီးတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ဒါ authority identity တခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အဓိကနှစ်ချက်ကိုကျွန်တော်စပြီးပြောပြပေးမယ်ပထမဆုံးတစ်ချက်ဒီ repetition ပါဘယ်သူပဲဖြစ်မွေးကလေးကနေမှစပြီးတော့ပြီးပြည့်စုံလာတဲ့သူတွေဆိုတော့မရှိပါဘူးအခုလက်ရှိခင်ဗျားတို့မြင်နေကြတဲ့ confident ဖြစ်တဲ့ person တွေရှိမယ်စကားပြောရဲဆိုရဲလုံရဲကန်ရဲဒီလိုမျိုးလူတွေရှိမယ်သူတို့ဒီလေအစတုန်းကရုန်းကန်ခဲ့ရတာပါပဲဒီလိုပဲလေ့ကျင့်ပါများရင်ပြောရင်လုံရင်ကန်ရင်ငါလုံနိုင်တယ်ငါဖြစ်အောင်လုံနိုင်ပါတယ်ငါစူးစမ်းနေတယ်ငါတနေ့ဖြစ်လာမှာပါဆိုတော့ဒီ inner script ကိုသူတို့ပြောင်းပြောရင်းနဲ့လုံရင်ကန်ရင်နဲ့ဒီအနေထားတိတခုရောက်လာတာပေါ့လူတွေတစ်ခါလုပ်တယ်မရဘူးနှစ်ခါလုပ်တယ်မရဘူးသုံးခါလုပ်တယ်မရဘူးလေးခါလုပ်တယ်မရဘူးငါးခါလုပ်တယ်6ခါတဖြည်းဖြည်းနဲ့ကောင်းလိုက်9ခါ10ခါဘလောက်ပဲညံ့ပါစေဦးလူတွေအမြင်မှာဘလောက်ပဲညံ့မကောင်းပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပဲပြောပါစေဦးလောက်ပါများလာလို့ရှိရင်ရမယ်လူငယ်တော်တော်များများကျွန်တော်မေးကြတယ်ဟို brother စာလုပ်တဲ့နည်းစနစ်လေးပြောပြပေးပါဦးဆိုပြီးမေးကြတဲ့အချိန်မှာကျွန်တော်ဒီနည်းကိုပဲပြောခဲ့တယ်ခင်ဗျားတို့ဒီဘလောက်ပဲညံမကောင်းဘူးဖြစ်နေပါစေဦးဇွဲမလျှော်ပဲနဲ့တစ်ခါနှစ်ခါသုံးခါလေးခါတစ်ခါမရရင်နှစ်ခါမရရင်လေးခါမရရင်10ခါလုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားဒီကောင်းလာလိမ့်မယ်တဖြည်းဖြည်းနဲ့ consistency ကနေ continuous improvement ဖြစ်လာတယ်ဆိုလို့ရှိရင်ဒါဒီခင်ဗျားတို့လိုချင်တဲ့ identity တခုခင်ဗျားတို့လိုချင်တဲ့အရာကိုရလာနိုင်မယ်အဲ့တော့ပထမဆုံးနံပါတ်1အရေးကြီးတယ် repetition ကိုဘလို့ပဲဖြစ်နေပါစေအလုံးလုံးတောင်မရက်လိုက်ပါနဲ့တချို့ကကျတော့လွယ်လွယ်ကူကူနဲ့အရှုံးပေးကြတယ်တစ်ခေါက်တော့လုပ်ကြည့်တယ်မရဘူးဆိုလို့ရှိရင်တော်ပြီးငါမလုပ်တော့ဘူးဆိုတာမျိုးပေါ့ဒါကြီးကမကောင်းပါဘူးအဲ့တော့ repetition အရေးကြီးပါတယ်ပြီးတော့ဒုတိယတစ်ချက်အရေးကြီးတာက belief ပါကိုယုံကြည်တဲ့စိတ်ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဗီဒီယိုတွေစရိုက်တော့ဦးအားတွေဖြစ်နေတာပဲဒါပေမဲ့ကိုယုံကြည်တဲ့စိတ်ငါဖြစ်အောင်လုပ်နိုင်ရမယ်သူများတွေတောင်လုပ်နိုင်သေးတာပဲငါဘာလို့မဖြစ်ရမှာလဲဆိုတော့ယုံကြည်ချက်ပေါ့အဲ့ဒီယုံကြည်ချက်နှစ်ခုတည်းနဲ့ကျွန်တော်ဒီနေ့ဒီအချိန်ဒီလိုစကားမျိုးတွေကျွန်တော်ပြောနေနိုင်တာပေါ့အဲ့တော့ identity အသစ်တစ်ခုတည်ဆောက်ဖို့အတွက်ပထမဆုံးနံပါတ်1အချက် repetition တစ်ခါမရရင်နှစ်ခါမရရင်သုံးခါမရရင်၄ခါ
ဒါကိုဇွဲမလျှော်ဘဲနဲ့ဇက်တိုက်လှုပ်သွားဖို့လိုတယ်လမ်းမှာကြုံခဲ့ရတဲ့အမားတွေကိုတင်ခဲ့ရတဲ့ဟာတွေဥပမာကိုကစကားပြောတယ်ဆိုလို့ရှိရင်လည်းဘယ်နေရာမှာထစ်သွားတာလဲဘလို့ဖြစ်သွားတာလဲဆိုတာမျိုးတွေကိုကိုပြန်ကြည့်ပြီးလို့ရှိရင်ပြင်မယ်နောက်တစ်ခေါက်ကြာရင်အဲ့ဒီအမှားမပါစေနဲ့တော့အဲ့တော့ repetition ပြီးလို့ရှိရင် belief ကိုယုံကြည်တဲ့စိတ် belief in yourself ကိုငါဖြစ်ရမယ်ငါလုံနိုင်တယ်ဆိုတာမျိုးယုံကြည်တဲ့စိတ်ဒီနှစ်ခုတည်းနဲ့ရှေ့ဆက်သွားလို့ရှိရင်ခင်ဗျားတို့ဖြစ်ချင်တဲ့လိုချင်တဲ့နေရာကိုခင်ဗျားတို့ရောက်လာလိုက်မယ်ခင်ဗျားတို့ကင်မရာပေါ်မှာပဲဖြစ်ဖြစ်စင်ပေါ်မှာပဲဖြစ်ဖြစ်လူတွေရှေ့မှာပဲဖြစ်ဖြစ်စကားပြောလာနိုင်လေဒီဗီဒီယိုကိုအနှစ်ချုပ်ပြီးပြန်ပြောပေးရမယ်ဆိုလို့ရှိရင် identity အသစ်တစ်ခုရဖို့အတွက်ဒီအရေးကြီးဆုံးနှစ်ချက်ရှိပါတယ် repetition and belief repetition ဒီကိုဘလောက်ပဲစုပ်ပြက်နေပါစေဦးဘလောက်ပဲအစောပိုင်းမှာဆိုးဝါးဖြစ်နေပါစေဦးဇွဲမလျှော့တဲ့စိတ်ပေါ့လေတစ်ခေါက်မြန်နှစ်ခေါက်မြန်သုံးခေါက်ဒါလုံနိုင်တဲ့စိတ်ဒါဒီ repetition ပါပြီးတော့ belief ကိုယုံကြည်တဲ့စိတ်ကိုယုံကြည်တဲ့စိတ်ဖြစ်ဖို့အတွက်ဒီ inner script ကိုပြန်ပြောနေတဲ့စကားတွေကိုပြောင်းလဲဖို့လိုပါတယ်အဲ့တော့ repetition and belief ဒီနှစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ဒီနှစ်ခုရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့လိုချင်တဲ့ identity အတိုင်းပြောင်းလဲလာနိုင်ပါလိမ့်မယ်တချို့ကထင်ကြတယ်ဒီလိုမျိုးဖြစ်နိုင်ဖို့ဒီလိုမျိုးစကားပြောနိုင်ဖို့ဆိုလို့ရှိရင်သူနေတဲ့အတိုင်းလိုက်နေရမယ်ပေါ့သူရဲ့ personality အတိုင်းလိုက်နေဖို့ဆိုပြီးစူးစမ်းကြတယ်မဟုတ်ပါဘူးကျွန်တော်တို့ဒီ identity အသစ်တစ်ခုပဲလိုတာပါအဲ့ဒီ identity ကိုပြောင်းလဲဖို့အတွက်က repetition and belief ဒီနှစ်ခုကအရေးကြီးဆုံးဖြစ်ပါတယ်ဆိုတော့ပြောရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်နောက်ထပ်သင်ခန်းစာမှာထပ်တွေ့ကြပါ Module 1ရဲ့ video number 3ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်ရဲ့အကြောက်တရားကို power တွေ energy တွေအဖြစ်ဘယ်လိုပြောင်းရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်တော့ပထမဆုံးမေးခွန်းလေးတစ်ခုနဲ့စလိုက်မယ်ပေါ့နော်အခုလက်ရှိခင်ဗျားတို့မှာလုံနေကြအလုပ်တွေရှိလိမ့်မယ် whatever ဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့လေ maybe ခင်ဗျားရုံးမှာစီးလုပ်တာပဲဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ခင်ဗျားဆရာဝန်တယောက်ဖြစ်ချင်းဖြစ်မယ်ခင်ဗျားကဝန်ထမ်းတယောက်ဖြစ်ချင်းဖြစ်မယ်ပေါ့လေဘာအလုပ်ပဲဖြစ်ဖြစ်အဲ့ဒီလက်ရှိလုံနေတဲ့အလုပ်ကိုခင်ဗျားကြောက်လားလုပ်ရမှာခင်ဗျားကြောက်လားတရားမှာ100ရာခိုင်နှုန်းလောက်ကအဲ့ဒီလုပ်ကိုမကြောက်ဘူးဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းလုံနေတဲ့အလုပ်မလို့ဆိုဒါဆိုရင်ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်အောင်အဲ့ဒီအလုပ်ငန်းခွင်ကိုခင်ဗျားတို့ပထမဆုံးရောက်လာတဲ့အချိန်မှာဘယ်လိုခံစားရလဲခင်ဗျားကြောက်မှာပဲတရားမှာ90ရာခိုင်နှုန်းလောက်ကကြောက်မှာ even though နော်ခင်ဗျားဘယ်လိုပဲလေးလာခဲ့ကြောက်နေဦးမှာပဲကျွန်တော်လည်းအင်ဂျင်နီယာအကြောင်းမှာ6နှစ်တက်ခဲ့တယ်ဒါပေမဲ့တကယ်လုပ်ငန်းခွင်တွေဝင်တဲ့အချိန်ကြာလို့ရှိရင်လန့်ငါလုံနိုင်ပါမလားမသိဘူးပေါ့နော်အဲ့လိုမျိုးတွေးမိတယ်ကြောက်တယ်လန့်တယ်ဆိုတော့ရုံးမှာကုမ္ပဏီမှာကျွန်တော်လုပ်ခဲ့မှုတဲ့ကုမ္ပဏီကိုဝင်သွားတဲ့ခါကျတော့လေကုမ္ပဏီရဲ့ကာချာနဲ့ဒီညာကြီးကိုယ့်ရဲ့အသစ်ဖြစ်နေတယ်ကိုချင်လေခဲ့တဲ့ပတ်ဝန်းကျင်လိုမျိုးမဟုတ်ဘူးအဲ့တော့ကြောက်တယ်ဒါပေမဲ့အဲ့ဒီအချိန်တွေတုန်းကခင်ဗျားဘယ်လိုပြောခဲ့လဲငါလေ့လာခဲ့တာပဲငါနှစ်တည်းကြာကြီးလေ့လာခဲ့တယ်ငါဒီအတွက်ပြင်ဆင်ခဲ့တယ် maybe ခင်ဗျားအတင်တန်းတွေတက်ပြီးတော့မှလုပ်ငန်းကိုဝင်တာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ငါတင်တန်းတွေကြာကြီးတက်ခဲ့တာပဲငါလုပ်နိုင်မှာပါအဲ့တော့ feel the fear and do it anyway ခင်ဗျားဒီအကြောက်တရားကိုခံစားရတယ်မကြောက်တာမဟုတ်ဘူးဒါပေမဲ့လှုပ်ဖြစ်အောင်လှုပ်လိုက်တယ်ဒီသဘောပဲဒီလိုမျိုးအကြောက်တရားကိုခံစားရင်းနဲ့မဖြစ်မနေလှုပ်လိုက်တော့မှာပဲခင်ဗျားရဲ့အကြောက်တရားကပျောက်သွားတာအခု public speaking ခင်ဗျာကင်မရာရှိမှစကားပြောဖို့အစဉ်ပေါ်တက်ဖို့လူရှိထွက်ဖို့ဒါတွေခင်ဗျာကြောက်တယ်ဆိုပေမဲ့ do it anyway လုပ်ကိုလုပ်ရလိမ့်မယ်မလုပ်ရင်ဒီဟာကပျောက်မှာမဟုတ်ဘူးဆိုတော့တော်တော်များများကဒီအပိုင်းကိုကြော်ကျင်ကြတယ်စထွက်လာကြတဲ့တခါတည်းပြည့်စုံပြီးတော့တခါတည်းအစဉ်တွေပြေပြီးတော့အကြောက်တရားတွေမရှိတဲ့လူတယောက်မျိုးဖြစ်ချင်ကြတယ် no မဖြစ်ဘူးခင်ဗျားတို့သူငယ်တန်းကြောင်းသွားတတ်တဲ့အချိန်ကိုစဉ်းစားကြည့်ပြန်စဉ်းစားကြည့်ခင်ဗျားဒီ0 လေး3 4တောင်မှမရေးတတ်ဘူးအဲ့မှာတင်တန်းတစ်ခုရောက်သွားတယ် maybe ခင်ဗျားလျှက်စစ် warring တင်တန်းတက်တယ်ပဲသဘောထားပါတော့အဲ့ဒီကိုရောက်သွားတဲ့အချိန်မှာခင်ဗျားဘာမှမသိဘူးအဲ့တော့တော်လာဖို့အတွက်ပိန်းနေဆိုတဲ့ခံစားချက်ကြီးကိုခင်ဗျားအရင်ဆုံးခံစားရတယ်အခုကျင်သွားတယ်ခင်ဗျားတခါတည်းအလေးအကြီးတွေတမ်းမမနိုင်ဘူးခင်ဗျားဒီ strong ဖြစ်လာဖို့အတွက် weak ဖြစ်ပါတယ်ဆိုတဲ့ခံစားချက်ကြီးကိုအရင်ခံစားရတယ်ကြောက်တယ်ငါအကျင်သွားမှကြောက်တယ်သူများတွေငါ့ကိုဘယ်လိုပြောမလဲခံစားချက်ကြီးဒီလိုမျိုးညံ့ပါတယ်ဆိုတဲ့ခံစားချက်ကြီးကိုမခံစားခြင်းဘူးဆိုရင်ခင်ဗျားတော်လာဖို့မရှိအခုကျွန်တော်အဓိကပြောနေတယ် public speaking ကင်မရာရှေ့မှာစကားပြောနိုင်ဖို့ကိုယ့်ရဲ့ room ပေါ့နော်ကိုရှိနေတဲ့နေရာကို command the room ဖြစ်နိုင်ဖို့စချင်းမှာခင်ဗျားဒီပေါက်ကရလူတယောက်လိုခံစားနေရမှာပဲအဖြစ်မရှိတဲ့လူတယောက်လိုခံစားနေရမှာပဲဒါပေမဲ့အဲ့ဒီကြောက်တရားကြီးကိုကြော်ဖြတ်နိုင်ဖို့လိုတယ်အဲ့ဒီအကြောက်တရားကိုကြော်ဖြတ်ဖို့ကလည်း feel the fear and do it anyway အကြောက်တရားကိုခံစားပြီးတော့မဖြစ်မနေလုပ်ကိုလုပ်လိုက်တာပဲအဲ့ဒီလိုလုပ်နိုင်ဖို့အတွက်ကကိုပြန်ပြောနေတဲ့စကားကိုပြောင်းဖို့လိုတယ်။ငါလေးလာခဲ့တာပဲ။ငါဒါကိုဖြစ်အောင်လုပ်နိုင်မှာပါ။ဆိုတဲ့အတွေးမျိုးပြန်တွေးရမယ်။ကိုယ့်ရဲ့ brain ကိုလိုက်ယုံနေလို့မရဘူး။ကျွန်တော်တို့ရဲ့ brain ကခင်ဗျားတို့ရဲ့ brain က
စေ့ဖြစ်ဖို့အတွက်တိဆောက်ထားတာကိုစေ့ဖြစ်ဖို့အတွက်ဒီဇိုင်းလုပ်ပြီးတိဆောက်ထားတာတခုခုကြောက်စရာလန့်စရာလွဲမှားစရာမျိုးလုပ်တော့မယ်ဆိုလို့ရှိရင်ဒါကြီးကို potential danger ပေါ့နော်အနေရဖြစ်လာနိုင်တယ် potential threat လူတွေဝေဖန်ကြလိုက်မယ်ဆိုတာမျိုးကြီးပဲအမြဲတမ်းလာပြောနေဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဟာကိုငင်းဆန်ဖို့လိုတယ်စိတ်ကိုအလိုလိုက်လို့မရ way power ခေါ်တယ်way power မရှိဘူးဆိုလို့ရှိရင်လုံနိုင်မှာမဟုတ်ခင်ဗျားတို့ဝေးချခြင်းတယ်ဒါပေမဲ့စိတ်ထဲမှာကျတော့ဟိုဒီအစီများတဲ့အစားအစာတွေချို့တယ် sugar တွေစားမယ် junk food တွေစားမယ်စိတ်ကိုအလိုလိုက်ရင်ဝေးကမကြတော့အဲ့တော့ဒီဟာတွေမစားလို့ကျွန်တော်တို့သေသွားမှာလားဆိုရင်လည်းမသေဘူးဒါပေမဲ့စိတ်ကိုအလိုလိုက်တယ်စိတ်ကိုအလိုလိုက်တော့ကိုဖြစ်ချင်တာမဖြစ်တော့ဘူးအဲ့တော့ဒီအချိန်ကနေစပြီးတော့ငါကင်မရာရှေ့မှာညံ့တယ်ငါစကားပြောမကောင်းဘူးဆိုတဲ့ဟာတွေကိုလုံးဝမပြောတော့နဲ့ငါဒီလေ့ကျင့်နေတယ်ငါကြောက်တယ်မှန်တယ်ဒါပေမဲ့ငါမဖြစ်မနေလောက်အောင်ခင်ဗျားတို့ကိုကျွန်တော်အကြောက်တရားကြီးကိုဖိထားဖို့ပြောတာမဟုတ်ဘူးလုံးဝမကြောက်နဲ့ခင်ဗျားကြောက်စရာမလိုဘူးဘာဖြစ်တဲ့ညာဖြစ်တယ်မပြောခင်ဗျားသည်ကြောက်လိမ့်မယ်ခင်ဗျားသည်လန့်လိမ့်မယ်ဒါပေမဲ့မဖြစ်မနေလောက်ကိုလောက်ရမယ်အဲ့ဒီအကြောက်တရားကိုခံစားလိုက်အဲ့ဒီအကြောက်တရားကြီးကိုကိုတွန်းအားပေးနေအရာတခုလို့ခံစားလိုက်ကိုလုံးနေကြအရာတွေကိုလုံးနေကြအလုပ်တွေလုပ်တဲ့အချိန်မှာကျွန်တော်မကြောက်ဘူးကိုက something great ပေါ့နော်တခုခုထူးထူးချွန်ချွန်ကောင်းကောင်းမွန်မွန်ဖြစ်လာဖို့စပြိုးနေရပြီဆိုလို့ရှိရင်အဲ့ဒီအကြောက်တရားဝင်လာလိုက်မယ်အဲ့တော့ကြောက်နေပြီဆိုလို့ရှိရင်သိတော့ငါသည် progress ဖြစ်တဲ့အရာတိုးတက်မဲ့အရာတခုခုလုပ်နေတယ်စူးစမ်းနေတယ်ငါသည်ခြေလှမ်းတလှမ်းစလှမ်းနေပြီငါသည်ကြီးကျယ်ခြင်းတွေ grow ဖြစ်ခြင်းတွေစီကိုစရောက်တော့မယ်ဆိုတဲ့အတွေ့အတွေ့ဒါဆိုလို့ရှိရင်ခင်ဗျာလုံနိုင်လာလိမ့်မယ်အဲ့တော့ဘလို့ပဲကြောက်နေပါစေလန့်နေပါစေဒီအကြောက်တရားတွေကိုရင်ဆိုင်ပြီးတော့တီငိမ့်ငိမ့်နဲ့ဖြတ်ကျော်သွားနိုင်တယ်စကားတွေပြောလာနိုင်တယ် connect လုပ်လာနိုင်တယ်ဆိုလို့ရှိရင်ခင်ဗျားမှာ charisma တခုရှိလာလိမ့်မယ်လူတွေတော်များများက charisma တွေ aura တွေဆိုတာမွေးကလေးကပါလာလို့ထင်တယ်ဒါပဲမဟုတ်ပါဘူးဒါတွေဒီလေ့ကျင့်လို့ရတဲ့အရာတွေဖြစ်တယ်ခင်ဗျားတို့မြင်နေကြတဲ့ confident ဖြစ်တဲ့ person တွေအကုန်လုံးဒီအမြဲတမ်းလေ့ကျင့်လာပြီးတော့မှသူတို့ကြောက်တယ်လန့်တယ်ဆိုတဲ့အဆင့်တွေကိုကြော်ဖြတ်လာခဲ့ပြီးတော့မှဒီအနေထားတစ်ခုကိုရောက်လာတာဖြစ်တယ်ဆိုတော့ခင်ဗျားအနေနဲ့ဗီဒီယိုရိုက်တာပဲဖြစ်ဖြစ်ကင်မရာရှေ့မှာစကားပြောတာပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုစမလုပ်ခင်မှာဒီအကြောက်တရားကိုရင်ဆိုင်ဖို့ဒီအကြောက်တရားကို power အဖြစ် energy အဖြစ်ပြောင်းနိုင်ဖို့အတွက်ကျွန်တော်က activation tool လေး3ခုပေးပါမယ်ပထမဆုံးဒီ body ပါကိုယ့်ရဲ့ body ကို one map လုပ်ရမယ်ဆိုတော့အဲ့လိုမျိုးအကြောတွေလျှော့တာမျိုးဇလေးနည်းနည်းပါလှည့်တာမျိုးပေါ့နော်ကိုယ့်ရဲ့ဒီ body ကို one map လုပ်ရမယ်ဒီတက်ပို့ပြီးတော့မှကိုက nervous တွေဖြစ်နေတယ်ကြောက်လန့်နေတယ်ဆိုလို့ရှိရင်3 4 5ချက်လောက်အမြင့်ခုန်လိုက်တာမျိုးအကြောလျှော့တာမျိုးလေးတွေလုပ်ခန္ဓာကိုယ်သွေးပူလောင်လုပ်မယ်ပြီးတော့ breath control ပေါ့နော်ကိုအသက်ရှူတာကိုကြောက်နေတဲ့အချိန်မှာဆိုအသက်က unconsciously ပေါ့နော်မသိမသာရှူတယ်ကျွန်တော်အသက်ရှူတွေမြင်နေတယ်ဒါတွေကိုကိုယ်သတိထားငါလန့်နေတယ်အဲ့လို shallow breathing တွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ deep breath ပေါ့အသက်ကိုဝါးဝါးရှူလိုက်မယ်ဝဇက်ကနေပြန်ထုတ်မယ်ပေါ့နော် diaphragmatic breathing လို့လည်းခေါ်မှာပေါ့အဲ့လိုပြန်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတည်ငြိမ်လာလိုက်မယ်၄ချိန်လောက်လုပ်မယ်အသက်ရှူသွင်းလိုက်မယ်ခဏဟိုးထားပြီးတော့မှဆိုပြန်ထုတ်လိုက်မယ်ဒီလိုမျိုး၄ချိန်လောက်လုပ်လိုက်တယ်ဆိုလို့ရှိရင်ခင်ဗျားစိတ်တွေတည်ငြိမ်လာလိုက်မယ်ပေါ့နော်ပြီးတော့နံပါတ်3ဆင့်ကအမိန်ပေးတဲ့စကားပေါ့ဘာအမိန်ပေးမှာလဲဆိုကိုအုံနောက်ကိုအမိန်ပေးမှာငါကြောက်နေတယ်လို့ငါမလုံနိုင်ဘူးဒီလိုစကားမျိုးတွေမပြောဘဲနဲ့ငါလုံနိုင်တယ်ငါသည်တခုခုကောင်းတဲ့အရာပိုကောင်းတဲ့အရာတခုဖြစ်အောင်ကြိုးစားနေတာငါကြောက်နေတာဒီဒါကိုကြိုးစားနေတဲ့လက္ခဏာပဲငါကြောက်နေတာဒီငါကြီးမြတ်လာတော့မယ် great ဖြစ်လာတော့မယ် grow ဖြစ်လာတော့မယ်ဆိုတဲ့လက္ခဏာပဲဆိုတဲ့စကားမျိုးတွေကိုကိုပြန်ပြောရပါလိမ့်မယ်တခုခုလေးဖြစ်တာနဲ့ငါကြောက်တယ်ငါလန့်တယ်ဆိုပြီးတော့ level မထိုးလိုက်ပါနဲ့ဒီအကြောက်တရားကိုကိုယ့်ရဲ့ power တွေ energy တွေအဖြစ်ပြောင်းပြီးတော့သုံးပါကျွန်တော်ကိုယ်တိုင်လည်းဗီဒီယိုတွေမရိုက်ချင်တဲ့အချိန်တွေရှိတယ်ကင်မရာကိုလန့်နေတဲ့အချိန်ရှိတယ်ကင်မရာလန့်နေဆိုတာအထက်ကိုကင်မရာရှိကိုမသွားချင်တော့ဘူးမလုပ်ချင်တော့ဘူးဒါပေမဲ့ကိုပြန်ပြောတဲ့စကားကအမြဲတမ်းပြန်ပြောလို့ရှိတယ်ကျွန်တော်ငါရဲ့ညီကိုတွေငါရဲ့ brother တွေ sister တွေငါ့ကိုလိုအပ်နေတယ်ဒီလိုပြန်ပြောတယ် maybe သူတို့လိုအပ်ချင်မှလည်းလိုအပ်လိုက်မယ်ပေါ့လေငါ့ကိုလိုအပ်နေတဲ့ဒီ movement ကြီးကိုငါဥဆောင်သွားမယ် in my mind ပေါ့ကိုကျွန်တော်စိတ်ထဲမှာတော့ကို leader နေရာမှာပေးထားလိုက်တယ်ငါဒီသူတို့ရဲ့ကောင်းကျိုးအတွက်ငါရှိရနေဥဆောင်ပြီးတော့ပြောပြလုပ်ပြသွားမယ်ဆိုတာမျိုးကိုပြန်ပြီးတော့ command ပြန်ပေးထားတယ်ကိုစိတ်ကိုငါ leader ပဲငါသူတို့ပြောပြမှဖြစ်မယ်သူတို့ငါ့ကိုလိုအပ်နေတယ်ဆိုတော့စိတ်မျိုးနဲ့ကျွန်တော်အမြဲတမ်းပြန်စုစည်းပြီးတော့ဗီဒီယိုမဖြစ်အောင်ရိုက်တယ်ဒါမှပဲကျွန်တော်ကလုံနိုင်လာတာပေါ့အဲ့တော့ body ခန္ဓာကိုယ်ကို one map လုပ်ပါပြီးလို့ရှိရင် breath control ပေါ့နော်အသက်ရှူတဲ့ပုံစံကိုပြောင်းပါအဲ့လိုမျိုး shallow breathing တွေမလုပ်ပါနဲ့နောက်ပြီးတော့ command phrase ပေါ့ကိုပြောတဲ့စကားတွေကိုပြောင်းပါဒါဆိုလို့ရှိရင်ခင်ဗျားတို့ဒီအကြောက်တရားတွေကို power နဲ့ energy အဖြစ်ပြောင်းနိုင်လာပါလိမ့်မယ်ဒီနေ့သင်ခန်းစာအတွက် channel proof အနေနဲ့ကို့မှာအကြောက်တရားတွေဖြစ်လာလို့ရှိရင်ဘယ်လို sign တွေပေါ်လာတတ်လဲတချို့ဆိုလို့ရှိရင်အသက်ရှူမြန်လာတယ်တချို့ဆိုလို့ရှိရင်မျက်နှာရင်းနီးလာတယ်ပေါ့နော်ကိုကြောက်လာပြီဆိုလို့ရှိရင်ဘယ်လိုခံစားရလဲဒါလေးကိုရေးချထားမယ်ပြီးလို့ရှိရင်အဲ့ဒီအကြောက်တရားတွေကိုဘယ်လိုကြော်ဖြတ်ရင်ကောင်းမလဲကိုဘယ်လိုကြော်ဖြတ်ခဲ့လဲဆိုတာမျိုးလေးတွေကိုရေးချပြီးတော့ကျွန်တော် community group ထဲမှာဆွေးနွေးကြမယ်ဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာတွေမှာကျွန်တော်ထပ်တွေ့ကြပါမယ် module 1ရဲ့ video number 4 speaking with the present ဆိုတာဘာလဲဆိုတော့အရင်ဆုံးကျွန်တော်ရှင်းပြမယ်ပေါ့နော်
present ဆိုတဲ့ခုလက်ရှိမျက်မှောက်ဆိုပြီးတော့အထိပ္ပယ်ဖွင့်လို့ရအောင်စကားပြောနေတဲ့သူကအခုလက်ရှိဒီနေရာမှာမရှိဘူးဆိုလို့ရှိရင်ကိုနားထောင်နေတဲ့သူတွေကနားထောင်ချင်မှာမဟုတ်ဒီနေရာမှာလူကြီးထိုင်နေတာဘာလို့ဒီနေရာမှာမရှိဘူးလို့ပြောတာလဲမေးစရာရှိတယ်အခုကျွန်တော်ခင်ဗျားတို့နဲ့စကားပြောနေဒါပေမဲ့စိတ်ထဲမှာကိုပြောတာတွေကိုမယုံကိုပြောတာတွေကိုမယုံတော့ပြောနေတဲ့စကားပေါ်မှာအာယုံမဆိုင်နိုင်ဘူးတခြားဘက်ကိုအာယုံရောက်နေနောက်ဘာပြောရင်ကောင်းမလဲနောက်ဘာပြောရင်ကောင်းမလဲငါပြောတာတွေသူတို့ဘယ်လိုထင်ကြမလဲဒါဆိုရင်ကျွန်တော်ဒီစကားပြောတဲ့နေရာမှာမရှိတော့နောက်ထပ်တစ်ခုပေါ့လေကိုယ့်ရဲ့အလုပ်တွေမပြီးသေးဘူးဟိုငါဟိုကလုပ်ဖို့လည်းကြံသေးတယ်ဒီကလုပ်ဖို့လည်းကြံသေးတယ်ကိုမနိုင်ဘူးဖြစ်နေတယ်မထိန်နိုင်ဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာမရှိတော့ဘူးစိတ်ကလည်းကစင်ကလေးဖြစ်နေတယ်လက်ရှိဒီအပေါ်မှာပဲအာယုံမဆိုင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာမရှိတော့ဘူးအဲ့လိုမရှိတော့ဘူးဆိုလို့ရှိရင်ဘာ charisma မှလည်းမရှိတော့ဘူးဘာ aura မှလည်းမရှိတော့ဘူးလူတွေကကျွန်တော်ပြောတဲ့ဟာကိုနားထောင်မှာမဟုတ်တော့အဲ့ခင်ဗျားတို့ကျွန်တော်သိစေချင်တာလေးတစ်ခုရှိတယ်လူတွေကျွန်တော်တို့ပြောတဲ့စကားကိုနားထောင်ခြင်းနားမထောင်ခြင်းဆိုတဲ့နေရာမှာသူတို့မြင်တာနဲ့ဆုံးဖြတ်ပြီးသားခင်ဗျားစကားမပြောခင်ပါတည်းကခင်ဗျားဒီဘလို့လူပါဘလို့ energy ကို carry လုပ်လာတယ်ဆိုတာမျိုးတွေသူတို့စိတ်ထဲမှာတခါနဲ့ဆုံးဖြတ်ပြီးသားပြီးရင်သူတို့ကနားထောင်တဲ့နားမထောင်တဲ့သူတို့ဘာလို့ဆုံးဖြတ်ပြီးတော့သူတို့ထွက်သွားကြတာအဲ့တော့ကျွန်တော်တို့ဒီ energy ကောင်းဖို့လိုတယ် charismatic ဖြစ်ဖို့လိုတယ် charismatic ဆိုတာကတကယ်လူတွေကိုဆွဲဆောင်မှုရှိနဲ့စကားပြောနိုင်ဖို့လိုတယ်ကိုယ့်ရဲ့ energy ကိုလည်းကိုအလုပ်လုပ်အောင်ကို energy ကိုအလုံးမလုပ်ဘူးကို energy ကိုမ train ထားဘူးကို charismatic ဖြစ်အောင်မလေ့ကျင့်ထားဘူးဆိုရင်လူတွေကျွန်တော်တို့ပြောတဲ့စကားတွေကိုနားထောင်မှာမဟုတ်ဘူးဒါလေးကိုသိထားစေချင်တယ်ကျွန်တော်တို့စကားပြောနေတဲ့ဗီဒီယို screen ပေါ်မှာပေါ်လာပြီဆိုတာနဲ့သူတို့ကနားထောင်တင်လားနားမထောင်တင်လားဒီလူကဘယ်လိုလူလဲဘယ်လို energy နဲ့လဲဆိုတာမျိုးသူတို့ဆုံးဖြတ်လိုက်တယ်သူတို့ရဲ့အမြင်နဲ့ပေါ့လေအမြင်နဲ့ဆုံးဖြတ်လိုက်တယ်အဲ့ဒါကြောင့်မလို့လူတွေရဲ့အမြင်ကလည်းအရေးကြီးတယ်သူတို့ကို charismatic ဖြစ် energy ကောင်းနဲ့ကျွန်တော်တို့ရဲ့စကားတွေကိုတည်ဆောင်သွားနိုင်ဖို့လိုတယ်တချို့ကကျတော့ charismatic ဖြစ်ဖို့ command the room ဖြစ်ဖို့အတွက်သူတို့អော်ရမယ်လို့ထင်တယ်စကားပြောအကြေးអော်ပြောတယ်ခင်ဗျားတို့မိတ်ဆွေတို့ခင်ဗျာဘာပြပါလဲအညာပြောမဟုတ်မှားတယ် charismatic ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာအတန်ကျဲခြင်းမကျဲခြင်းနဲ့လုံးဝမဆိုင်ဘူးဒီမှာအရေးကြီးဆုံးအချက်၃ချက်ရှိတယ်ပထမဆုံးဒီ status တည်ငြိမ်မှုရှိရမယ်ပြီးဒီ certainty တည်ကြမှုလည်းရှိရမယ်တည်ငြိမ်မှုရှိရမယ်တေချာမှုရှိရမယ်နောက်ဆုံးတစ်ချက် intention ရှိရမယ်ဒီဗီဒီယိုကိုဘာအတွက်လုပ်နေတာလဲဒီစကားကိုဘာအကြောင်းပြောတာလဲဆိုတော့ intention တစ်ခုရှိရမယ်ဒီ၃ခုကိုကောင်းကောင်းမွန်မွန်ပိုင်နိုင်သွားပြီဆိုရင်ခင်ဗျားဒီ charismatic person တယောက်ဖြစ်လာနိုင်မယ်နောက်ထပ်ဗီဒီယိုတွေမှာ charisma ဆိုတာဘာလဲ aura ဆိုတာဘာလဲဒီဥစ္စာတွေကိုဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတဲ့အကြောင်းလေးကိုအသေးစိတ်ပြောပြသွားမယ်ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကစကားပြောရတဲ့ပတ်သက်တဲ့ charisma aura တွေကိုပဲအဓိကထားပြီးရှင်းပြသွားမယ်ပေါ့နော်အဲ့တော့ status ရဲ့တည်ငြိမ်မှုပြီး certainty လို့ခေါ်တဲ့သေချာမှုပြီးနံပါတ်3အချက် intention ဒီ3ခုလိုမယ်အဲ့တော့ status ဆိုတာဘာလဲတည်ငြိမ်မှုအဲ့တည်ငြိမ်မှုမှာ body language အရေးကြီးပါတယ်တယောက်တည်းရှုပ်ချက်တွေခတ်ပြီးတော့အခုခုနကကျွန်တော်လှုပ်သွားပါတယ်ကျွန်တော်လည်းရှုပ်ချက်ခတ်နေတယ်တယောက်တည်းရှုပ်ချက်တွေခတ်ပြီးတော့ခင်ဗျားတို့ကခင်ဗျားအနေနဲ့ဒီဥစ္စာလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကခင်ဗျားတို့ကိုဒီလိုမျိုးလုပ်ပေးပါတယ်ဟိုလိုမျိုးအဲ့ဒီဟာတွေခင်ဗျားတို့လုပ်နေမယ်ဆိုလို့ရှိရင်သွားပြီဘာမှလုပ်လို့မရတော့အဲ့တော့တည်ငြိမ်မှုတစ်ခုရှိရနိုင်မယ်အဲ့တော့ body language အရေးကြီးတယ်လက်ထားသူလက်တစ်ခုကိုကျွန်တော်ထားတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခါအောက်ပိုင်းကိုဘယ်တော့မှမထားဘူးစကားပြောတဲ့အချိန်မှာကျွန်တော်ပြမယ်နော်ခဏလေးအဲ့တော့ဒီမှာစကားတစ်ခုပြောပြီဆိုလို့ရှိရင်ကျွန်တော်ဒီခါအောက်ပိုင်းကိုလက်ကိုကြာသွားလို့မရဘူးခါမပါဘူးဖြစ်နေထားပါတော့ခါအောက်ပိုင်းလက်ကိုမကြာတော့ရိုနယ်ဒိုတို့ဘာလို့မြင်ဘူးလိမ့်မယ်အဲ့ဘောလုံးကွင်းထဲမှာကိုသွင်းကွာအဲ့လိုဒီနေရာမှာပေါ့နော်ဒီနေရာမှာကိုက authority person ဖြစ်တယ် authority person ဖြစ်တယ်ကိုဒီနေရာကိုပိုင်တယ်အခုခင်ဗျား channel မှာဗီဒီယိုတစ်ပုတ်တင်မယ်အဲ့ဒီ channel ဒီခင်ဗျားပိုင်တဲ့အရာအဲ့တော့ကိုပိုင်တဲ့အရာမှာကိုတင်နေတာတင်မယ်စိတ်ထားတာကိုပြောတာနော်ကိုပိုင်တဲ့နေရာမှာကိုတင်ချင်တာကိုတင်မယ်အဲ့တော့တင်ချင်တာတင်မယ်ဆိုပြီးတော့ဒီမဆိုင်တဲ့ပေါက်ကွက်ရာကြီးတွေတင်တာတော့ပြောတာမဟုတ်ဘူးပေါ့နော်ကိုပြောချင်တဲ့အကြောင်းအရာကိုကိုပြောမယ်ကြည်ချင်းမကြည်ချင်းဒီသူတို့အပိုင်းကိုဒီနေရာကိုပိုင်တယ်ဆိုတဲ့ခံစားချက်ခင်ဗျားမှာရှိမှရမယ်တချို့ကကြတော့မဟုတ်ဘူးကို channel ကိုရဲ့ page ပေါ့လေ Facebook မှာဆိုရင် page ပေါ့ကို channel ကို page ကိုတော့မှကိုပိုင်တယ်လို့မထင်ကြဘူးလကားနေနဲ့ဘယ်လိုပြောမလဲဘယ်လိုပြောမလဲဆိုတာမျိုးပဲလိုက်ပြီးတော့စဉ်းစားနေအဲ့လိုဆိုအလုံးမဖြစ်ဘူးအဲ့ဒါဆိုခင်ဗျာ charismatic ဖြစ်မှာမဟုတ်အဲ့လိုမျိုးစိုးရိမ်နေပြီဆိုလို့ရှိရင်ခင်ဗျာဒီ performance anxiety ကျွန်တော်ရှေ့မှာပြောခဲ့တယ် performance anxiety ဝင်လာမယ်ကင်မရာရှေ့ကိုရောက်တာနဲ့ body language တွေကအကုန်လုံးအမှားယွင်းဖြစ်ပြီကျွန်တော်ပြောပြမယ်ခင်ဗျာခန္ဓာကိုယ်ဒီလိုဖြစ်နေရမယ်မမတ်ဖြစ်နေရမယ် spine straight နောက်ကကျွန်တော်နောက်ကျောရိုးကြီးဒီမတ်နေရမယ်ကျွန်တော်မတရားမတ်တော့ဒါပုံမှန်ပါပဲဆိုတော့ကျောရိုးကြီးဒီမတ်နေရမယ်ခင်ဗျာဒီ open chest ဖြစ်ရမယ် open chest means open energy chest ကိုဖွင့်ထားတယ်ဆိုလို့ရှိရင် energy ကိုဖွင့်ထားတာနဲ့တူတူပဲ
ကိုယ်မှာ energy ပြည့်နေရဲဆိုတာလည်းတူတူပဲအဲ့တော့ပြီးလို့ရှိရင်ဒီလိုမျိုးကြီးအခုမြင်ကြည့်ပါလေပြီးလို့ရှိရင်လို့ပြောတာအခုမြင်ကြည့်ခင်ဗျာဒီလိုမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်နားထောင်ခြင်းသေးလားအတန်မပြောင်းထားပါတော့တကယ်ခင်ဗျာအပြင်မှာဒီလိုမျိုးကိုယ့်ရဲ့ body language ကဒီလိုဖြစ်တယ်ဆိုရင်အတန်မှာနည်းငယ်အများဆိုဒီလိုပြောင်းသွားတာအဲ့တော့ chest ကိုဖွင့်ထားရမယ် body language ကဒီလိုမျိုးကိုကြုတ်မထားရဘူးပြီးလို့ရှိရင်ချင်း level မေးစီကိုကဒီလိုပြရမယ်ဒီလိုဆိုလို့ရှိရင်ဒါပုံရှိုးကွယ်ရှိုးသမားဖြစ်သွားပြီပုံရှိုးကွယ်ရှိုးသမားဖြစ်သွားပြီကိုချင်း level ဒီမြင်းဖြောင်ဖြစ်နေရမယ်ခေါင်းနဲ့ငုံမနေရဘူးခေါင်းဒီလည်းမတ်နေရမယ်ကြော်ရုပ်ဒီလည်းမတ်နေရမယ်ချင်း level ဒီလိုဖြစ်နေဒီလိုမျိုးမော်ဝိုင်းတော့ဒါနည်းနည်းမော်ကြွားတာဖြစ်သွားပြီပေါ့လေဟိုကိုအထင်ကြီးရပါညာဖြစ်သွားပြီမဟုတ် confident ချင်း level ဒီမှာရှိရဒီလိုပုံစံမျိုးသွားမယ်ပြီးတော့ palm လက်အခါအားလျော်ဆိုတာလက်ကိုပြပါအခါအားလျော်ဆိုတာလက်ကိုပြကိုဒီတခုခုသင်ပေးနေတယ်ဆိုတဲ့အချိန်မှာပို့ပြီးတော့ရေးကြည့်ဟောဒီ mood တွေလေးကတော့မြင်ဘူးကြလိုက်မယ်တခုခုသင်တဲ့အချိန်မှာဒီလိုလှုပ်ထားရသူဟောမြင်ဘူးကြလိုက်ဟုတ်တယ်မလားဒါဒီ honesty ရိုးသားမှုကိုပြတယ်ပြီးတော့ energy transfer ဖြစ်တယ်ဒီလက်က chest ဒီ open energy လက်ဒီ energy transfer ကိုစကားပြောတယ်ခင်ဗျားအနေနဲ့ခင်ဗျားဒီလိုလုပ်ပါဒါပေမဲ့ဟိုရှုပ်ရှက်ခတ်နေအောင်အထိလုပ်လို့တော့မရဘူးပေါ့လေအခါတလေမှာလက်ကိုအချိန်နဲ့အခါနဲ့ပြတတ်ဖို့လိုတယ်အဲ့တော့ body language အနေနဲ့စကားပြောတဲ့အခါမှာအမြဲတမ်းဒီကိုယ့် hand gesture ပေါ့နော် hand movement တွေကိုဒီခါအောက်ကိုချလို့မရပါဘူးဒီရင်ဘတ်နားလေးလောက်မှာပဲကျွန်တော်ပြန်ပြမယ်နော်ရင်ဘတ်နားလေးလောက်မှာပဲ okay ကျွန်တော်တို့ဒီနေ့ကတော့ဘာအကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ခေါင်းမော့ထားမယ်နော်ကျွန်တော်တို့ဒီနေ့ဘာအကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားအနေနဲ့ဒီဟာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ရေးပြထားပါတယ်ဘာညာတော့ဒီဥစ္စာတော့ဒါကျွန်တော်လေ့ကျင့်ခန်းလေးပေါ့ဒါဥပမာပြောပြတယ်ကိုကခါအောက်ကိုချလိုက်ပြီဆိုလို့ရှိရင်ကိုကဒီနေရာမှာ authority မရှိတဲ့လူတယောက်လိုဖြစ်သွားမယ်ဆိုတော့ body language အရေးကြီးတယ် stay နဲ့တည်ငြိမ်ရှိဖို့အတွက်က body language ဒီအရေးကြီးတယ်ပြီးတော့ certainty ပေါ့နော် certainty လို့ခေါ်တာကိုကတေချာမှုရှိရမယ်ကိုဘာအကြောင်းပြောနေရလဲကိုမသိတဲ့အကြောင်းအရာကြီးတစ်ခုကိုပြောပြီဆိုလို့ရှိရင်ဒီမှာတေချာမှုမရှိတော့ဘူးပြောရင်းနဲ့စဉ်းစားနေရပြီရှိမှကျွန်တော်ပြောခဲ့ပြောရင်းနဲ့ခင်ဗျားတို့စဉ်းစားနေရပါဘာပြောရင်ဟိုကပြောလိုက်ရင်မှားသွားမလားဒီကပြောလိုက်ရင်မှားသွားမလားအဲ့လိုမျိုးတွေခင်ဗျားတို့တွေးမိလာလိုက်ကိုပြောတဲ့အကြောင်းအရာပါကိုတေချာမှုရှိရမယ်အဲ့အတွက်ကိုတို့ research လုပ်ရမယ် research တွေတေချာလုပ်ရမယ်ကိုကြုံတွေးခဲ့တဲ့အရာတွေဆိုလို့ရှိရင်လည်းဒါ articulation ကောင်းကောင်းနဲ့ပေါ့လေ articulation ကောင်းကောင်းနဲ့ကိုကပြန်ပြောပြနိုင်ရမယ်ဆိုတော့ကိုကြုံတွေးခဲ့တဲ့အရာဆိုလို့ရှိရင်တော့အရင်ကြီးတကူတက articulation လုပ်နေစရာတော့မလိုပါဘူးကိုပါကိုခေါင်းထဲထွက်လာနိုင်မယ်ကိုရဲ့ authentic self ပေါ့နော်ယုံကြည်မှုရှိနဲ့ကိုပြောလာနိုင်လိမ့်မယ်အဲ့တော့အဓိကပြောချင်တာက certainty ရှိဖို့အတွက်ကကိုမသိတဲ့အရာတွေကိုတက်ရောင်ကမလုပ်ပါနဲ့ကိုသိတဲ့အရာကိုပဲကိုပြောပါကိုမသိတဲ့အရာကိုတက်ရောင်ကမလုပ်နဲ့အဲ့လိုပြောလို့ကိုမကြုံခဲ့တဲ့အရာတွေကိုမပြောပြရဘူးလားဆိုရင်မဟုတ်ဘူးကိုမကြုံခဲ့တဲ့အရာတွေကိုပြောပြမယ်ဆိုလို့ရှိရင်တေးသေးချာချာ research လုပ်ပြီးတော့ပြောတဲ့တယ်အဲ့လိုမျိုးမသိမကြနဲ့တက်လာလို့ရှိရင်ခင်ဗျားဒီ charismatic person ဖြစ်မှာမဟုတ်ဘူးလူတွေခင်ဗျားပြောတဲ့စကားကိုနားထောင်မှာမဟုတ်ဘူးလူတွေမြင်တာနဲ့သိတယ်ဒီကောင် fake နေတာလားဒီကောင်ပေါက်ကြတွေပြောနေတာလားမြင်တာနဲ့သိတယ်ခံစားလို့ရတယ်ကျွန်တော်တို့ carry ထားတဲ့ခင်ဗျား carry ထားတဲ့ energy ခင်ဗျားညာတော့မယ်ဆိုလို့ရှိရင်လည်းဟို fake နေပြီဆိုလို့ရှိရင်လည်း fake နေတဲ့ energy တခုကသူတို့ခံစားလို့ရတယ်အဲဒါကြောင့် certainty ရှိဖို့အတွက်ကတိတိကျကျ research လုပ်ပါပြီး intention ကိုတခုခုပြောတိုင်းလုပ်တိုင်းမှာ intention ရှိဖို့လိုတယ် intention မရှိဘူးရည်ရွယ်ချက်ရည်မှန်းချက်ဥတီချက် intention ကိုကျွန်တော်ဥတီချက်လို့ပဲဒီမှာသုံးမယ်ပေါ့လေဥတီချက်မရှိဘူးဆိုလို့ရှိရင်ရွာလည်နေလိမ့်မယ်ဟိုရောက်လိုက်ဒီရောက်လိုက်ကိုဘယ် point ကိုသွားချင်တာလဲဆိုတာမသိဘူးနားထောင်တဲ့သူတွေကလည်းနားထောင်ချင်မှာမဟုတ်တော့ဘူးလေအဲ့တော့ဒီသုံးခုတွေကခင်ဗျာတခုခုလွဲသွားပြီတခုခုချွတ်ယွင်းသွားပြီဆိုတာ ਨੇ ခင်ဗျာဒီ charismatic person မဖြစ်တော့ဘူး aura မရှိတော့ဘူး aura အကြောင်းပြောတော့ aura ကိုလည်းနည်းနည်းငယ်စိတ်ဝင်စားနေလိမ့်မယ်နော် even though ကျွန်တော်နောက်ပိုင်းမှာသင်မယ်ဆိုပေမဲ့လည်းအခုကြိုပြီးတော့ပြောပြနည်းနည်းလေးပြောပြထားမယ် aura ဆိုတာက energy တခုပဲခင်ဗျာဘေးနားမှာဘယ်လိုပဲရှုပ်ရှက်တွေခတ်နေပါစေခင်ဗျာကြီးငြိမ်ငြိမ်ရှိနေတယ် status ဖြစ်နေတယ်ဆိုလို့ရှိရင် aura တခုကိုခင်ဗျာတို့တဲဆောင်လာတာအဲ့ဒီမှာ Jordan Peterson တို့ဘာလို့များသိကြရလို့ရှိလိမ့်မယ်ကျွန်တော်ဒီမှာပုံလေးပြန်ထည့်ပေးလိုက်မယ်နော် Jordan Peterson ဒီနောက်မှာထည့်ရင်ကောင်းမလားဒီဘက်မှာထည့်လိုက်မယ်နော်အဲ့တော့ Jordan Peterson ကြည့်ပါသူဒီက aura အရန်ကောင်းတယ် charisma အရန်ဖြစ်တယ်စကားပြောတဲ့အချိန်မှာပြီးရင် Jay Shetty ထပ်ထည့်ပေးမယ် Jay Shetty ဒီလူတွေကြည့်ဒီလူတွေစကားပြောတဲ့ပုံစံကတည်ငြိမ်တယ်သူတို့ဘာပြောနေလဲဆိုတာကိုသူတို့သိတယ်သူတို့မှာ intention တစ်ခုလည်းရှိတယ်ဒီဗီဒီယိုကြည့်ပြီးတာနဲ့လူတစ်ယောက်ကဘာပြောင်းလဲသွားမယ်ဘာဖြစ်သွားမယ်ဆိုတော့ intention တစ်ခုရှိတယ် impact တစ်ခုအတွက်အလုံးလုံးနေတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီလူတွေကိုခင်ဗျားတို့လေ့လာကြည့်လို့ရှိရင် charismatic ဘယ်လိုဖြစ်အောင်လုပ်မလဲဘယ်လို aura တွေကိုဘယ်လိုတည်ဆောင်နိုင်မလဲဆိုတာတွေကိုခင်ဗျားတို့သိသွားလိုက်မယ်သူတို့ကိုကြည့်နေရင်းနဲ့ကိုခင်ဗျားတို့သိလာလိုက်မယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအရာတစ်ခုက eye contact ခင်ဗျားတို့ရှေ့မှာရှိတဲ့ဘယ်လိုပဲ status တွေဖြစ်ဖြစ်ဘယ်လိုပဲ certainty တွေဘယ်လိုပဲ intention တွေပဲရှိ eye contact ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် charismatic ဖြစ်မှာမဟုတ်လူတွေခမားစကားကိုနားထောင်ကြမှာမဟုတ်အပြင်မှာဆိုလို့ရှိရင်တော့တိတ်ပြီးတော့အရေးမကြီးဘူးပေါ့လေဒါပေမဲ့ကင်မရာမှာစကားပြောတဲ့အခါကြလို့ရှိရင်ဒီဥစ္စာတော်တော်လေးအရေးပါတယ်
အပြင်မှာတော့လူတွေဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြီးပြောကြတာပဲတချို့လဲ eye contact မလုပ်နိုင်ဘူးရှိရင်တော့မှအပြင်မှာတိတ်မသိတာဘူးဒါပေမဲ့ကင်မရာမှာစကားပြောတဲ့အချိန်ကင်မရာမှန်ဘလူးကိုမကြည့်ဘဲနဲ့ဒီမှာကင်မရာမှန်ဘလူးကိုမကြည့်ဘဲနဲ့စကရင်ကိုကြည့်မိနေရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီလိုမျိုးဖြစ်သွားစကရင်ကိုကြည့်နေစကရင်ကိုကျွန်တော်ကြည့်လိုက်ပြီးတော့ဒီလိုမျိုးဒီမှာကြည့်ကျွန်တော်ကြည့်ဒီလိုမျိုးဖြစ်သွားတယ်စကရင်ကိုကြည့်နေဒီလိုမျိုးဖြစ်သွားဒီဘက်စကရင်ကိုကြည့်နေဒီလိုမျိုးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့တော့ကင်မရာမှန်ဘလူးဖြစ်တယ်ဒီနေရာကိုတက်တက်ကြည့်ကင်မရာကိုတက်တက်ကြည့်ပြီးတော့စကားပြောမှာပဲလူတွေကသူတို့ပြောနေတယ်လို့ခံစားရမှာအဲ့တော့ဗီဒီယိုပြန်ပြီး record လုပ်ပေးမယ် charismatic person ဖြစ်ဖို့ကိုယ်စကားပြောရင်လူတွေနားထောင်ဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးဒီ status တည်တည်ငြိမ်ငြိမ်ရှိရမယ်ဒုတိယသည် certainty ကိုပြောတဲ့အကြောင်းအရာမှာသေချာမှုရှိရမယ်ကိုဒီလည်းသေချာလေ့လာထားရမယ်ပြီးရင်နံပါတ်3ချက် intention တစ်ခုရှိရမယ်ရည်ရွယ်ချက်ရည်မှန်းချက်ဥတီချက်တစ်ခုရှိရမယ်ဒီဗီဒီယိုကဘာအတွက်တင်တာလဲဆိုတဲ့ဥတီချက်တစ်ခုရှိရမယ်အဲ့တော့ stainless ရှိဖို့အတွက်ကတော့ body language အရေးကြီးတဲ့ eye contact တွေအရေးကြီးတယ် hand gesture တွေအရေးကြီးတယ်ဒါမှပဲကိုကတတိငြိမ်ငြိမ်နဲ့ဒီ screen ပေါ်မှာဖြစ်အပြင်လောကမှာဖြစ်တတိငြိမ်ငြိမ်နဲ့ပေါ်လာနေလိမ့်မယ် certainty အတွက်ကတော့ကိုဒီအသိပညာဘိုးတူတာတွေတည်ချာလေ့လာထားတာဖြစ်ရမယ်ကိုတကယ်သိတဲ့အရာတွေဖြစ်ရမယ်ပြီးရင် intention ကိုယ့်ရဲ့ဗီဒီယိုဒီလူတွေအတွက်တကယ်တမ်းအကျိုးရှိတဲ့အရာတစ်ခုဖြစ်ရမယ်ဒါဆိုလို့ရှိရင်ခင်ဗျားဒီ automatic ဒီဟာတွေကိုတည်ချာလေ့ကျင့်ထားခဲ့တယ်ဆိုလို့ရှိရင်ခင်ဗျားဒီ charismatic person already ရှိတဲ့လူတွေနားထောင်ခြင်းနဲ့လူတွေစောင့်ကြည့်ခြင်းတဲ့ speaker တယောက်ဖြစ်လာလိမ့်မယ်ဆိုတော့ပြောရင်းနဲ့ပဲဗီဒီယိုကနှုတ်ဆက်ပါတယ်နောက်ထပ်ဗီဒီယိုနောက်ထပ်သင်ခန်းစာတွေမှာကျွန်တော်ထပ်တွေ့ကြမယ် module 1 video 5 speak to one impart money လူတယောက်ကိုပဲစကားပြောပါပြီးလို့ရှိရင်လူတွေအများကြီးစီကိုရအောင်လုပ်ပါလူတယောက်ကိုပဲစကားပြောရင်လုံလောက်ပြီပေါ့နော်အခုလောလောဆယ်ခင်ဗျာဗီဒီယိုတွေရိုက်ဖြစ်တဲ့အခါကင်မရာနဲ့ကြည့်ပြီးစကားပြောတဲ့အခါမှာခင်ဗျာဘယ်သူ့တကယ်ပြောနေရလဲကျွန်တော်ဆိုလို့ရှိရင်အခုဗီဒီယိုရိုက်တယ်သင်တန်းနဲ့စကားပြောတယ်အခုသင်တန်းထဲမှာရောက်လာမယ်ခင်ဗျာကိုကျွန်တော် visualize လုပ်ပြီးတော့စိတ်ထဲမှာမြင်အောင်ကြည့်ပြီးတော့စကားပြောနေတယ်ခင်ဗျာဗီဒီယိုတွေရိုက်တဲ့စကားပြောတဲ့အခါမှာလူတွေအများကြီးစီကိုပြောနေမိသလားဒါဆိုရင်တော့ဒီချင်းကိုကျွန်တော်တို့ပြင်ဖို့လုပ်မယ် charismatic အဖြစ်ဆုံးစကားပြောတဲ့သူတွေ public speaker တွေကိုကြည့်လိုက်လို့ရှိရင်သူတို့အများစုဒီလူတယောက်ကိုပဲဥတီပြီးတော့ပြောကြတယ်ဥမာနေနဲ့ဆိုကျွန်တော် J Shetty ပေါ့ J Shetty ဆိုကျွန်တော်တော်တော်လေးသဘောကျတဲ့အထက်မှာပါတယ်သူ့ကိုကြည့်လိုက်သူ့အတန်ဆိုလို့ရှိရင်တည်ငြိမ်နေတာပဲပြီးတော့သူပြောတဲ့စကားတိုင်းကကျွန်တော်တို့ရဲ့ရင်ထဲကိုဓာတ်ရိုက်ရောက်တယ်ကြည်နေတဲ့လူတယောက်ရဲ့ရင်ထဲကိုဓာတ်ရိုက်ရောက်တယ်နားထောင်နေတဲ့သူကလည်းသူ့ကိုပြောနေတယ်လို့ခံစားရစေတယ်ကင်မရာကလူစုလူဝေမဟုတ်ဘူးကင်မရာကပါဆန်ပဲကျွန်တော်တို့ခမားတို့အတွက်လူတယောက်လိုမျိုးဖြစ်ရမယ်ကျွန်တော် YouTube ဗီဒီယိုတွေကျွန်တော်အများဆုံးရိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ younger version ပေါ့အဲ့ဒီ younger version ကိုကျွန်တော်အမြဲတမ်း visualize လုပ်ပြီးတော့မြင်အောင်ပြီးရိုက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ညီငယ်ရှိညီငယ်ကိုမြင်အောင်ပြီးရိုက်တယ်ဗီဒီယိုအပေါ်မူတည်ပြီးတော့၎င်းဒီ message ဒီစကားကိုဘယ်သူတွေကြားသင့်တယ်လဲဆိုတာပုံမှာမူတည်ပြီးတော့၎င်းကျွန်တော်ကလူတယောက်ပေါ့လူတယောက်ကို visualize လုပ်လိုက်တယ်ပုံဖော်ပြီးတော့အဲ့ဒီလူကိုပဲပြောတယ်လူအများကြီးကိုပြောနေတယ်လို့ခင်ဗျားစိတ်ထဲမှာထားရင်ခင်ဗျားဒီ performance anxiety ဝင်လာလိုက်မယ် perfect ဖြစ်ခြင်းတဲ့စိတ်တွေပုံမှန်ကျွန်တော်ပြောခဲ့သလိုပဲ perfect ဖြစ်ခြင်းတဲ့စိတ်တွေ polish ပေါ့နော်ကြည်တာနဲ့လှပတက်ရက်နေခြင်းတဲ့စိတ်တွေခင်ဗျားဖြစ်လာလိုက်မယ်အဲ့တော့ performance ကိုကျွန်တော်ဦးစားမပေးသင့်ဘူးစကားပြောတဲ့နေရာမှာ connection ကိုပဲအဓိကဦးစားပေးသင့်တယ်အခုကိုပြောတဲ့စကားဒီဘသူကိုပဲပြောကိုရဲ့ငယ်ဘွားကကိုပဲပြန်ပြောဒါမှမဟုတ်ကိုတငယ်ချင်းတယောက်ကိုပြောနေတယ်လို့စိတ်ကူးပြီးတော့ပဲပြောကိုယ့်ညီငယ်တယောက်ကိုပြောနေတယ်လို့စိတ်ကူးပြီးတော့ပဲပြောဘယ်လိုပဲပြောအဲ့ဒီလိုလူမျိုးတွေအပြင်လောကမှာအများကြီးရှိတယ်ဆိုကြပါစို့ကျွန်တော်ကဟိုခြေထောက်ကျိုးနေတဲ့လူတွေအတွက်ပေါ့ဗျာသဘောတစ်ခုပေါ့ခြေထောက်ကျိုးနေတဲ့လူတွေအတွက်ဒီလိုမျိုးလုံးတင်ပါတယ်လို့ပြောလိုက်ရင်ကျွန်တော်စိတ်ထဲမှာတော့ထင်ပါပဲခြေထောက်ကျိုးရဲ့လူကနည်းနည်းလေးပဲရှိမယ်အပြင်မှာခြေထောက်ကျိုးတဲ့သူတန်းနဲ့ချီပြီးရှိတယ်အများကြီးပဲအဲ့တော့အသက်25နှစ်အရွယ်လူငယ်လို့ပြောလိုက်ရင်25နှစ်တည်းပြင်မှာတန်းနဲ့ချီပြီးရှိတယ်ကိုဒီစကားပြောတဲ့အခါမှာ25နှစ်အရွယ်ညီငယ်တွေအားလုံးကိုကျွန်တော်တို့ပြောချင်ပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောစရာမလို if you watching this ပေါ့နော်ခင်ဗျားအခုဒီဗီဒီယိုကြည့်နေတဲ့25နှစ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကခင်ဗျားအတွက်ပဲဒီတက်အရွယ်မှာခင်ဗျားတို့ဘာဖြစ်နေမယ်ဆိုတော့ဒီဟာတွေကြုံခဲ့ဘူးလေကျွန်တော်ကိုယ်တိုင်လည်းအသက်25နှစ်ကိုကြော်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်ဒီကြုံခဲ့ဘူးတယ်ဆိုတော့ဒီနေရာမှာဒီလိုအမှားတွေဒီလိုအမှန်တွေဖြစ်နေနိုင်တယ်ဆိုတော့ကျွန်တော်ဒါတွေတော့တတိထားတယ်ခင်ဗျားဒီကိုယ့်ရဲ့တကယ်ကိုပေါ့နော်ယင်နဲ့ authentic self ကနေစကားပြောတယ်အဲ့လိုမျိုးစကားပြောနိုင်လာပြီဆိုတဲ့အချိန်ကျရင် articulation တော့တိတ်လို့เสียမလို့တော့ခင်ဗျားဗီဒီယိုကြည့်လိုက်တယ်လူတွေကြည့်လိုက်တာနဲ့သူတို့စိတ်ထဲမှာခံစားလို့ရတယ်ခင်ဗျားဒီတကယ် real person ဖြစ်တယ်ခင်ဗျားကြုံခဲ့တဲ့အရာတွေခင်ဗျားဖြတ်သန်းခဲ့တဲ့အရာတွေခင်ဗျားတကယ်သိတဲ့အရာတွေကိုယင်ထဲကနေနှစ်ခါနဲ့ပြောပြနေတယ်ဆိုတော့သူတို့သိကြလိုက်မယ်အဲ့လိုသိသွားလို့ရှိရင်
သူတို့ကိုခင်ဗျားပြောနေတယ်လို့ခံစားသွားရတဲ့အခါကြရင်ခမနဲ့တူနဲ့ကြာမှာ connection မိသွားမယ် performance တွေဘာညာတွေဒါတွေကိုအရင်ကြီး view စိုက်နေစရာမလိုတော့ connection မိသွားတယ်ကို message ကိုသူတို့ရဲ့နှလုံးသားထဲမှာရသွားတယ်လူကနားထဲဝင်လို့မရဘူးစကားတစ်ခုနားထဲဝင်ယုံပြောယုံနဲ့မရဘူးနှလုံးသားထဲအထိရအောင်ပြောနိုင်မှရမယ်ဘယ်သူမှ view မဆိုင်ဘူးဘယ်သူမှခင်ဗျားဘယ်လောက်ထိ polish ဖြစ်လဲဘယ်လောက်ထိ performance တွေကောင်းလဲဘယ်သူမှ view မဆိုင်ဘူးဗီဒီယိုပြီးသွားတဲ့အချိန်မှာသူတို့အတွက်ဘာကြံခဲ့လဲသူတို့ဘာခံစားရလဲသူတို့ဘာအကျိုးကျေးဇူးတွေဘာတန်ဖိုးတွေရသွားလဲဆိုတာကိုပဲလူတွေကမှတ်မိတာလူတွေစိတ်ဝင်စားကြတာအဲ့တော့ဒီနေ့ကနေစပြီးတော့စကားပြောတယ်ဆိုတဲ့အချိန်မှာအထူးသဖြင့်ပေါ့ကင်မရာနဲ့စကားပြောတယ်ဆိုတဲ့အချိန်မှာလူတစ်ယောက်ကိုပဲစကားပြောပါလူအများကြီးကိုစကားမပြောပါနဲ့ခင်ဗျားတို့အားလုံးအပြင်ညာပဲအကုန်လုံးကိုစိတ်လိုက်မပူနေနဲ့တော့လူတစ်ယောက်ကိုပဲစကားပြောကိုယ့်ထက်ငယ်တဲ့လူတစ်ယောက်ကိုစကားပြောမယ်ဆိုလဲကိုယ့်ထက်ငယ်တဲ့လူတစ်ယောက်ကိုပြောနေတဲ့ပုံစံနဲ့ပြောကိုယ့်ထက်ကြီးတဲ့သူဒါမှမဟုတ်ကိုယ်နဲ့ level တန်းသွားတဲ့သူဆိုလို့ရှိရင်လေ level တန်းသွားတဲ့သူနဲ့အပြင်မှာကိုယ်စကားပြောတယ်လို့မျိုးပြော performance ထက် connection ကိုအဓိကဂရုစိုက်ကိုပေးခြင်းတဲ့ message ကိုသူတို့ရသွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ video ရဲ့အဓိကရည်ရွယ်ချက်ကအောင်မြင်တယ်ဒီ video recap လေးအချင်းချုပ်လေးပြန်လုပ်ပေးရမယ်ဆိုလို့ရှိရင်ဘယ်ချိန်ပဲဖြစ်ဖြစ်ခင်ဗျားတို့ကင်မရာနဲ့စကားပြောမယ်ဆိုရင်လူတစ်ယောက်ကိုပဲစကားပြောပါအဲ့တော့လူတစ်ယောက်ကိုပဲစကားပြောမယ်အဲ့ဒီလူနဲ့ connection state ထိရအောင်လုပ်မယ်အဲ့ဒီ connection state ကိုကျွန်တော်ဘယ်လိုသွားကြမလဲလူတစ်ယောက်ကိုပုံစံဖော်လိုက်ကိုက16နှစ်လောက်ရှိတဲ့လူတစ်ယောက်ကိုစကားပြောမယ်ဆိုလို့ရှိရင်16နှစ်လောက်ရှိတဲ့လူတစ်ယောက်ကိုပုံစံဖော်လိုက်ဒါမှမဟုတ်ကိုယ်တငယ်ချင်းနဲ့စကားပြောမယ်ဆိုလို့ရှိရင်လည်းကိုယ်တငယ်ချင်းကိုပုံစံဖော်လိုက်ဖော်ပြီးတော့တငယ်ချင်းမင်းတို့တို့ဖြစ်တယ်ဟော16နှစ်ရွယ်ညီငယ်လေးပြောမယ်ဆိုလို့ရှိရင်လည်းညီငယ်မင်းတို့ကတော့ဒီအသက်အရွယ်မှာဒီလိုမျိုးအရာတွေမင်းတို့ကြုံနေနိုင်တယ်မင်းတို့ကြုံရမယ့်အရာတွေကတော့ဒီလိုရှိတယ်နောက်ပိုင်းမှာဒီလိုမျိုးခက်ခဲလာနိုင်တယ်ငါတို့ဖြတ်ချော်ခဲ့ပြီးဒါတွေမင်းတို့ကြိုပြီးရှောင်သွားနိုင်အောင်ငါပြောပြတယ်ဆိုတာမျိုးပေါ့အဲ့ဒီလူတယောက်ကိုပုံစံဖော်လိုက်ပြီးရင်သူ့ကိုစကားပြောနေတဲ့ပုံစံနဲ့ကင်မရာကိုတက်ကြည့်ပြီးပြောရှေ့တဲ့ငန်းစာဒီမှာကျွန်တော်တို့တင်လာခဲ့ပြီးကင်မရာကိုတက်ကြည့်သူတို့ရဲ့ရင်ထဲကိုမြင်အောင်ကြည့်သူတို့နှလုံးသားထဲကိုရောက်အောင်ပြောပြီးရင်နံပါတ်2အရေးကြီးတာကကိုပြောချင်တဲ့စကားတွေကို secret လိုမျိုးကြီးမပြောပါနဲ့ secret လိုမျိုးကြီးမပြောပါနဲ့ of course ဟုတ်တယ်ကျွန်တော်လည်းအခုဒီ video တွေနဲ့ပတ်သက်ပြီးရင်ကျွန်တော် secret ရေးထားတာ secret ရေးရတယ် guideline လေးတစ်ခုအနေနဲ့ secret ရေးရတယ်ဒါပေမဲ့ကျွန်တော်စကားပြောတာ secret ပုံစံမပြောဘူးပဲတော့မှဟိုတင်းအနေနဲ့မိတ်ဆွေအနေနဲ့တင်းအနေနဲ့ဒီလူတယောက်နဲ့စကားပြောမယ်သွားပြီနားထောင်ရတဲ့သူတွေမှာလည်းခန်းစားချက်မရှိဘူး connection မမိဘူးဒီဖုန်းမှာဘလို့ခေါင်းကျိုးတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဖုန်းလေးကိုဒီလိုနှိပ်လိုက်တာနဲ့ဟိုလိုဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်အဲ့ဒီလိုမျိုးပြောမယ်စားဒီဖုန်းကိုကျွန်တော်2015ခုနှစ်မှာ Apple Company ကထုတ်ခဲ့တယ် Apple Company ကတည်းကစထုတ်တုန်းကတော့ဒီဖုန်းမှာဒီနောက်ကတစ်စိတ်ကြီးမပါဘူးပေါ့ဗျာဒါကြောင့်ပါစတဲ့ရှိကပြောပြတော့ဒီဖုန်းမှာဒီနောက်ကတစ်စိတ်ကြီးမပါခဲ့ဘူးအဲ့တော့နောက်ပိုင်းကျတော့သူတို့ကဒီဖုန်းကိုဒီလိုတစ်စိတ်မျိုးထဲကိုစဉ်းစားလာကြတယ်ဒီ design ကိုတော့ဒါ Apple designer ဘယ်သူကတော့ပြင်ဘယ်လိုမျိုးလုပ်ခဲ့တယ်ဒါကျွန်တော်ပုံစံအမှန်ပဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဖုန်းကြီးကို2025ခုနှစ်မှာ Apple ကထုတ်ခဲ့ပါတယ်အဲ့တော့နံပါတ်1 secret လို့မပြောနဲ့နံပါတ်3 make about them ဒီလူတွေအတွက်ပဲစကားပြောသူအတွက်ပဲစကားပြောကျွန်တော်တို့အလင်းရောင်ကြီးတစ်ခုသူတို့ပေါ်ကြာလာတဲ့ပုံစံမျိုးသူတို့ရင်ထဲတွေထိရောက်အောင်လုပ်ဟိုအခုပြောနေတဲ့အထက်မှာငါအချောင်းမပါဘူးမင်းတို့အချောင်းပဲမင်းတို့နားထောင်တင်တယ်ဆိုတော့ခံစားချက်မျိုးသူတို့ရဲ့ရင်ထဲကိုကျွန်တော်ထည့်ပေးနိုင်မှသူတို့ဒီကိုပြောတဲ့စကားကိုနားထောင်မယ်ကိုရဲ့ဗီဒီယိုဆိုလို့ရှိရင်လည်းသူတို့ဆုံးတဲ့အထိကြည့်သွားကြမယ်ဒါပါပဲရိုးရှင်းပါတယ်ဘယ်ဆွဲလိုက်လို့ပါလူတယောက်ကိုပုံဖော်လိုက်ပါအဲ့ဒီလူကို message ပေးနေတဲ့ပုံစံမျိုးနဲ့ပဲစကားပြောပါပြောသမျှအကြောင်းအရာတွေဒီသူတို့အတွက်ပဲဖြစ်ပါစေ audience အတွက်ပဲဖြစ်ပါစေကိုယ့်အတွက်ကိုရှောက်ပြောနေတာကိုရည်သွေးနေတာဆိုလို့ရှိရင်တော့ဘယ်သူမှနားထောင်ခြင်းမှာမဟုတ်ပါဘူးလို့ပြောရင်းနဲ့ပဲကျွန်တော်တို့ module 1သင်ခန်းစာတွေကနေနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့နောက်ထပ် module 2 video တွေမှာထပ်တွေ့ကြမယ်ဒီနေ့သင်ခန်းစာအတွက် challenge လေးရှိပါတယ်ကျွန်တော် module 1ပြီးသွားပြီဆိုတော့ဒီမှာရသမျှသင်ခန်းစာတွေဒီထဲမှာသင်ကြားခဲ့သမျှတွေအကုန်လုံးပေါင်းပြီးတော့ video တစ်ပုဒ်1မိနစ်ခွဲ video တစ်ပုဒ်လုပ်ပြရပါမယ်အဲ့ဒီ1မိနစ်ခွဲ video ကိုဒီထဲမှာသင်ကြားခဲ့ရတဲ့ charisma aura နဲ့ပတ်သက်တဲ့အရာတွေလူတစ်ယောက်တည်းကိုပဲကြည့်ပြီးစကားပြောရမယ်ဆိုတာဒီ module မှာသင်ကြားခဲ့ရတဲ့သိပညာဘဟုတူးထားတဲ့အကုန်လုံးကိုသုံးပြီးတော့1မိနစ်ခွဲ video တစ်ပုဒ်လုပ်ပေးပါဘယ်အကြောင်းအရာပဲဖြစ်ဖြစ်ရပါတယ်ဟိုကျွန်တော်တို့ရှေ့မှာသုံးခဲ့တဲ့သင်ခန်းစာ1မှာသုံးခဲ့တဲ့ video ဆိုလို့ရှိရင်တော့ပို့ပြီးအဆင်ပြေတယ်အဲ့ဒီ video မှာနည်းနည်းလေးထပ်ချက်ပြီးတော့ပြောလို့လည်းရတယ်ဒါမှမဟုတ်အဲ့ဒီ1မိနစ် video ပဲပြန်ပြီးတော့မှရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်နောက်ထပ်
module 2မှာကျွန်တော်ပြန်တွေ့ကြပါမယ်